လန်းလေးရဲ့အစမှာတော့ဂိမ်းစင်တာတစ်ခုမှာဂိမ်းကစားနေတဲ့ရောက်ဆိုတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့ရမှာပါ။သူမရဲ့ဂိမ်းကစားပုံစံကအတော်လေးကျွမ်းကျင်လာတာမို့လို့ဘေးကကြည့်နေတဲ့သူတွေကပါချီးကျူးနေကြတာပေါ့ဗျာ။ဂိမ်းဆော့လို့ပြီးသွားတဲ့အခါမှာတော့တငယ်ချင်းဖြစ်သူဂျင်ယန်နဲ့အတူအပြင်ထွက်လာခဲ့ကြပါတယ်။ဂျင်ယန်ကတော့ရောင်ကိုဂိမ်းပဲဖိဆော့နေလုံးလို့ဆိုပြီးမကြေမနက်နဲ့စူပုတ်နေတာပါ။ဒါပေမဲ့ရောင်ကတော့ဂျင်ယန်ချိန်ထားတာနောက်ကျနေလို့အပြင်းပြေဆော့နေတာပါဆိုပြီးရေမောပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်နှစ်ယောက်သားဈေးဝယ်ထွက်နေတော့ရောင်ရဲ့ဖုန်းထဲကိုယူရဲဆိုတဲ့သူစီကစာတစ်ဆောင်ရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့နာမည်ကြီးစိတ်ကစားအသင်းထဲမှာပါဝင်ဖို့ကမ်းလှမ်းတဲ့စာပဲဖြစ်ပါတယ်။ဖြစ်ချင်ခဲ့တာမို့လို့ဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာအတိုင်းမသိဝမ်းသာသွားခဲ့ရပါတယ်။ဇေယျခရဲ့မန်နေဂျာရွေးကတော့ရောင်ရဲ့ဂိမ်းစင်တာကကစားပုံကိုသဘောကျလွန်းလို့အသင်းနဲ့ခေါ်ယူချင်တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ရောင်တယောက်တငယ်ချင်းဂျင်ယန်နဲ့အတူရှန်ဟိုင်းမြို့ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီမှာမန်နေဂျာရွေးနဲ့တွေ့ဆုံပြီးအသင်းနဲ့ဝင်မဝင်စဉ်းစားဖို့အချိန်ခဏပေးထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစကတ်ဆာအသင်းရဲ့အဖွဲ့ဝင်တွေရောက်ရှိလာကြပါတယ်။သူတို့တွေကတော့ကတ်ကေးရှောင်းမန်းရွေးမင်းနဲ့အသင်းရဲ့ခေါင်းဆောင်ဖြစ်သူစီချန်တို့ပဲဖြစ်ကြပါတယ်။ရောင်ကတော့နာမည်ကြီးအသင်းခေါင်းဆောင်စီချန်ကိုမေးကြည့်နေမိပြီးမန်နေဂျာရွေးကိုစီချန်ကကြည့်ရတာနွေးနွေးထွေးထွေးမရှိလာဘူးနော်လို့ပြောလိုက်ပါသေးတယ်။ရွေးကလည်းသူကအဲ့ဒီလိုပုံစံပါပဲလို့ပြန်ပြောပြခဲ့ပါတယ်။နောက်ရက်မှာတော့ရောင်တယောက်စူပါမားကတ်ထဲမှာဈေးဝယ်နေတော့ရေဘူးကြီးတစ်ဘူးကိုတွားတွေ့လိုက်ပါတယ်။ရေဘူးကလေးလွန်းတာကြောင့်ဈေးဝယ်ပြီးမှပြန်လာမယူတော့မယ်ဆိုပြီးခဏပြန်ထားခဲ့လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီရေဘူးတွေကအကန့်အသတ်နဲ့ပဲရနိုင်တာမို့လို့အနားမှာရှိနေတဲ့စီချန်ကမြင်သွားပြီးအဲ့ဒီရေဘူးကိုမယူကသူ့အသင်းဖော်ရှောင်းမန်စီကိုပေးလိုက်ပါတော့တယ်။ရောင်ပြန်လာယူချိန်မှာတော့ရေဘူးကမရှိတော့ပါဘူး။အဲ့ဒီနောက်ဓာတ်လေကားစီသွားမှာတော့စီချန်နဲ့ပြန်ဆုံပြန်ပါတယ်။ရင်ခုန်စိတ်လှုပ်ရှားနေခဲ့တာပါ။ပစ္စည်းတွေအများကြီးမထားတာမို့လို့လေကားကလုတ်နှိပ်ရခတ်နေချိန်မှာစီချန်ကပဲကူညီပြီးနှိပ်ပေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့စလက်ကအသင်းနဲ့ကအသင်းတို့ရှင်ပြန်ရမယ်ဂိမ်းပြိုင်ပွဲကြီးစတင်ခဲ့ပါတယ်။ရောင်နဲ့ဂျင်ယန်တို့လည်းပွဲကြီးပရိသတ်ဖြစ်လာရကြည့်ရှုခဲ့ကြတာပါ။ပွဲမစမီပရိသတ်တွေကိုကင်မရာနဲ့လိုက်ရိုက်ပြစင်မှာရောင်တို့နှစ်ယောက်ကိုစခရင်ပေါ်မှာမြင်လိုက်ရတာကြောင့်အသင်းရဲ့ခေါင်းဆောင်ရန်တယောက်အံ့အားသင့်သွားခဲ့ရပါတယ်။အမှန်တော့ရောင်ဟာရန်ရဲ့ရည်စားဟောင်းဖြစ်နေလို့ပါပဲ။ပြိုင်ပွဲစတင်လိုက်တဲ့အခါမှာတော့ရန်ကရောင်ရဲ့အကြောင်းတွေကိုအာယုံရောက်နေပြီးအတိတ်ကအမှတ်တရတွေကိုတတိယနေတာကြောင့်ဂိမ်းထဲမှာအာယုံမဆိုင်နိုင်ပဲဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်အသင်းဖော်တွေရဲ့အော်ဟစ်ဆူပူခြင်းကိုခံလိုက်ရပြီးပထမပွဲမှာအသင်းရှုံးနိမ့်သွားခဲ့ရပါတယ်။ပွဲအပြီးရောင်တန့်စင်ကန်းသွားချိန်မှာရန်ကအပြင်မှာစောင့်ပြီးနင်းငါပွဲကိုလာကြည့်တာလားလို့မေးလိုက်ပါတယ်။ရောင်ကတော့ငါကနှင်းပွဲကြည့်ဖို့ပဲယူးယူးမူးမူးလာရမှာလားငါတို့ကြားမှာအကုန်ပြီးသွားပြီလို့ပြက်ပြက်တသားပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့ရန်ကတားမြစ်ပြီးထက်မေးတဲ့အခါရောင်ကစက်ကကအသင်းကဖိတ်ခေါ်လို့လာတာဖြစ်ကြောင်းနဲ့ရန်တို့ခုနကဆူဆူရွရွရှုံးသွားတာကိုပါထည့်ပြောပြီးလှည့်ထွက်သွားခဲ့ပါတယ်။ဒီစကားကြောင့်ရန်တယောက်ဒေါသတွေထွက်သွားခဲ့ရတာပေါ့။ဒုတိယပွဲစတင်တဲ့အခါမှာတော့ရန်ကဒေါသအပြည့်နဲ့ဂိမ်းကိုအစွမ်းကုန်အာယုံဆိုင်ကစားခဲ့တာကြောင့်ဒုတိယပွဲမှာအသင်းပြန်လဲအနိုင်ရရှိသွားခဲ့ပါတယ်။တတိယပွဲမှာတော့အသင်းနှစ်ခုစလုံးအကျိတ်အနယ်ရှင်ပြန်ခဲ့ကြပြီးနောက်ဆုံးမှာတော့အသင်းကပဲအနိုင်ရရှိသွားခဲ့ပါတော့တယ်။ပြိုင်ပွဲအပြီးမှာတော့စကတ်ဆာအသင်းရဲ့အဖွဲ့ဝင်ရွှေမင်းကဒီရှုံးနိမ့်မှုအတွက်သူ့ကိုယ်သူအပြစ်တင်မိပြီးအနားယူတော့မယ်လို့ကြေညာလိုက်ပါတယ်။ဒီပွဲရှုံးလိုက်ရတာဟာသူ့ဘဝမှာအကြီးမားဆုံးရှုံးနိမ့်မှုပါဆိုပြီးဝမ်းနည်းစွာပြောကြားခဲ့တာကြောင့်ပွဲကြည့်သူတွေရောရောင်ပါစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်ရောင်ကမန်နေဂျာရွေးစီကိုငါအစတကအသင်းနဲ့ဝင်ချင်တယ်ဆိုပြီးချက်ချင်းစာပို့လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့ရောင်တယောက်ရွှေမင်းရဲ့နေရာမှာစက်တက်ကအသင်းရဲ့အဖွဲ့ဝင်တစ်အဖြစ်ဝင်ရောက်လာတဲ့သတင်းကတနိုင်ငံလုံးပြန့်နှံ့သွားခဲ့ပါတယ်။သူမဟာတရုတ်နိုင်ငံရဲ့ပထမဦးဆုံးသောအမျိုးသမီး professional ဂိမ်းကစားသမားလည်းဖြစ်လာခဲ့တာပါ။ရောင်တယောက်အသင်းစခန်းကိုတွားဖို့အထုပ်ပိုးတွေပြင်ဆင်နေချိန်မှာဇီတက်ကအသင်းသားတွေကလည်းသူမကိုရင်ခုန်စွာနဲ့စောင့်မျှော်နေကြပါတယ်။အဲ့ဒီအချိန်မှာအိတ်ရှိခေါင်းလောင်းတန်မြည်လာတာကြောင့်ရှောင်းမန်ကသူ့အစားတောက်ရောက်ပြီးအထင်နဲ့စီချန်ကိုတွားယူခိုင်းလိုက်ပါတယ်။တကားဝမှာရောက်နေတာကရောင်ဖြစ်နေပေမဲ့စီချန်ကမမှတ်မိပဲဒါငါမှထားတဲ့အစားတောက်ပဲဆိုပြီးရောင်လက်ထဲကအစားတောက်ထုတ်ကိုဆွဲယူကအိမ်ထဲပြန်ဝင်သွားခဲ့ပါတယ်။ရောင်မှာတော့အံ့အားသင့်လို့ကြံခဲ့ရတာပေါ့။အိမ်ထဲရောက်တော့မှရှောင်းမန်ကငါဒါမှမထားပါဘူးလို့ပြောလိုက်တော့မှတကားဝမှာရောက်နေတာရောင်ဆိုတာကိုရုတ်တရက်တတိယသွားကြပြီးအိမ်ထဲခေါ်သွင်းလိုက်ကြရပါတယ်။ရွေးလဲရောက်ရှိလာပြီးရောင်ကိုအတင်းသားတဲ့အဖြစ်မိတ်ဆက်ပေးလိုက်ပါတယ်။ရောင်ကသူမရဲ့ကြောင်လေးပစ္စကစ်ကိုပါခေါ်လာခဲ့တာပါ။စီချန်ကကြောင်ကိုတေချာကြည့်ရှုဖို့ပြောတဲ့အခါရောင်ကယူရင်းနဲ့တိုင်ပင်ထားပြီးသားဖြစ်ကြောင်းဘာမှဓာတ်မတည့်တာမရှိကြောင်းပြန်ပြောပါတယ်။အဲ့ဒီမှာစီချန်ကငါကလေးတွေနဲ့ဓာတ်မတည့်ဘူးဆိုပြီးငါးကန်တွေကငါးတွေကိုညွှန်ပြလိုက်တာကြောင့်ရောင်လဲသူမကြောင်ကိုတေချာထိန်းပေးပါမယ်လို့ဂတိပေးလိုက်ရပါတယ်။အဲ့ဒီနောက်ရှောင်းမန်ကရောင်ရဲ့အခန်းကိုလိုက်ပြပေးခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ရောင်ကအောက်ထပ်မှာလက်တော့ကြည့်နေတော့ရှောင်းမန်ကဘောင်းဘီတိုလေးနဲ့ဆင်းလာခဲ့ပါတယ်။ရောင်ကနင်းဘောင်းဘီတိုလေးကောင်းလိုက်တာလို့ပြောလိုက်တော့မှရှောင်းမန်ကအိမ်မှာကောင်းမလေးတစ်ယောက်ရောက်နေတာကိုသတိရသွားပြီးချက်ချင်းအပေါ်ထပ်ကိုအိမ်ပြန်ပြေးသွားပါတော့တယ်။အဲ့ဒီနောက်အသင်းသားတွေအကုန်စုပြီးနေ့လယ်စာစားကြတဲ့အခါမှာတော့စီချန်ရောက်လာခဲ့ပါတယ်။စီချန်ရေချိုးဝစ်စုံကြီးနဲ့ဆင်းလာတာကိုမြင်လိုက်ရတော့အားလုံးအံ့အားသင့်သွားကြပြီးစီချန်လည်းရောင်ရဲ့အကြည့်တွေကိုမြင်တော့မှရှက်ရှက်နဲ့ပြန်ပြေးသွားခဲ့ရပြန်ပါတယ်။နောက်စိတ်မှာတော့မန်နေဂျာရွေးကယူမင်ကိုပြန်ခေါ်လာခဲ့တာကြောင့်အားလုံးဝမ်းသာသွားခဲ့ကြပါတယ်။အဲ့ဒီနောက်စီချန်ကိုရောင်အတွက်လိုအပ်တဲ့ဂိမ်းကရိယာတွေဝယ်ဖို့ဈေးဝယ်လိုက်ပို့ခိုင်းလိုက်ပါတယ်။လမ်းမှာစီချန်ကရောင်ကိုအရက်ပလွန်းလို့ဆိုပြီးအရက်ပူလေးလို့ခေါ်ကာစားနောက်နေခဲ့ပါတယ်။ရောင်ကမကြိုက်ကြောင်ပြောပေမဲ့စီချန်ကတော့ဆက်ပြီးဆက်နေခဲ့တာပါ။ဈေးဝယ်စင်တာရဲ့လက်လေကားထဲရောက်တော့မှစီချန်ကဟဲ့
နေဟိုနေ့ကဓာတ်လေကားထဲမှာတွေ့ခဲ့တဲ့ကောင်မလေးမဟုတ်လားလို့မေးလိုက်ပါတယ်။ရောင်ကမဟုတ်ပါဘူးလို့လိန်ပြောပေမဲ့စီချန်ကတော့အဲ့ဒီအရက်ပူခေါင်းမှာကောင်မလေးဆိုတာမှတ်မိသွားပြီးစက်တိုက်ဆက်နေတာကြောင့်ရောင်တယောက်စိတ်တူသွားရပါတယ်။ဈေးဝယ်ပြီးပြန်ထွက်လာချိန်မှာတော့ဖန်တွေကသူတို့နှစ်ယောက်ကိုမှတ်မိသွားပြီးဓာတ်ပုံတွေလိုက်ရိုက်ကြပါတော့တယ်။ရောင်ကတေချာပြင်ဆင်မလာတာမို့လို့စီချန်ရဲ့ကြောပြင်နောက်မှာပုံနေခဲ့ပါတယ်။အဲ့ဒီမှာဖန်ကောင်မလေးတယောက်ကစီချန်ကိုဒီကောင်မလေးကအကိုရေးစားလားလို့မေးလိုက်တဲ့အခါစီချန်ကမဟုတ်ပါဘူး။အသင်းဖော်ပါပဲလို့ပြန်ဖြေပေးခဲ့ပါတယ်။ဈေးဝယ်ပြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့ရွေးကရောင်အတွက်ပုံမှန်ထိုင်ရမယ့်ဂိမ်းခုံနေရာကိုလမ်းညွန်ပြသပေးလိုက်ပါတယ်။ရောင်ထိုင်လိုက်တာနဲ့စီချန်ကငါတို့ရဲ့လေ့ကျင့်ပွဲတွေအခုစတော့မယ်လို့ပြောလိုက်ရင်ရောင်ရဲ့ကွန်ပျူတာစက်ခရင်ကိုတန်းကြည့်လိုက်တဲ့အခါမှာတော့ရှောင်းပန်ကရောင်အတွက်အခန်းလေးကိုပန်းရောင်နောက်ခံစက်ကူလေးတွေနဲ့အလှဆင်ပေးထားတာကိုစီချန်ကမြင်သွားပြီးဓာကြီးကိုချက်ချင်းခွာလိုက်စမ်းငါမျက်စိကိုလာထိခိုက်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမှာရှောင်းပန်ကရောင်ကပန်းရောင်ကြိုက်လို့ငါကခွာမပေးနိုင်ဘူးလို့ပြန်ပြောတော့စီချန်ကရောင်ကိုဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပါတော့တယ်။ဒါနဲ့ရောင်လည်းလန့်သွားပြီးတကယ်တော့ငါပန်းရောင်တိတ်မကြိုက်ပါဘူးလို့လှည့်ပြောလိုက်ရပါတယ်။စီချန်ကလည်းဟောမကြိုက်လို့ပန်းရောင်ဖက်နှက်ကြီးဝယ်စီးထားတာပေါ့ဆိုပြီးခက်ရွရွပြန်ပြောလိုက်ပါသေးတယ်။အဲ့ဒီနောက်မှာတော့အားလုံးစုပြီးဂိမ်းဆော့ကြပါတော့တယ်။နောက်ဆင်းမှာတော့ရွေးမင်ကစီချန်ကိုရောင်ကအတင်းလိုက်ကစားရတာမရင်ပါသေးဘူး။ငါတို့သူမကိုလေ့ကျင့်ပေးရမယ်လို့ပြောနေတော့စီချန်ရဲ့အဖေစီကဖုံးဝင်လာပြီးအိမ်ပြန်လာဖို့ခေါ်ပါတော့တယ်။ဒါနဲ့ရွေးမင်ကအဆင်ပြေတယ်။မင်းအိမ်ပြန်လိုက်ရောင်ကိုငါပဲလေ့ကျင့်ပေးထားမယ်လို့ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ရွေးမင်ကရောင်ကိုတယောက်တည်းတီးတန့်လေ့ကျင့်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ရောင်ဂိမ်းဆော့နေတော့သူမရဲ့ရီစာဟောင်းရန်ကလည်းအဲ့ဒီအဖွဲထဲရောက်လာခဲ့ပါတယ်။ဒါအပြင်စီချန်ပါဂိမ်းထဲဝင်လာတာကြောင့်ရောင်ကငါ့ကိုအနိုင်ပေးပါတော့လို့စီချန်စီစာပို့လိုက်ပေမဲ့စီချန်ကဥပိ္ပခါပြုထားခဲ့ပါတယ်။အဲ့ဒီမှာရှောင်းပန်ကရောင်ကိုနှင်းကြောင်ကသူ့ငါးကိုစားလိုက်ပြီလို့စာပို့လိုက်သူစိတ်လွင့်သွားလိမ့်မယ်လို့အကြံပေးပေမဲ့နောက်ဆုံးမှာတော့စီချန်ကပဲအနိုင်ရရှိသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူတို့ရဲ့ချာစာတွေကအွန်လိုင်းပေါ်မှာပြန့်နှံ့သွားခဲ့ပြီးဖန်တွေကသူတို့၃ယောက်ကြားမှာတီးကန်ချစ်စလန်ရှိနေတယ်လို့ထင်ကုန်ကြပါတော့တယ်။ဒီသတင်းကိုရောင်ရဲ့မိဘတွေသိသွားတဲ့အခါအမေဖြစ်သူကဖုန်းဆက်ပြီးငင်အဲ့ဒီမှာဂိမ်းသွားဆော့တာလားကြီးစားသွားထားတာလားလို့မေးပါတော့တယ်။ရောင်ကဒါတွေကသတင်းအမှားတွေပါစိတ်မပူပါနဲ့လို့ရှင်းပြပေမဲ့အမေဖြစ်သူကရန်ဟာနှင့်ရီစားဟောင်းမဟုတ်ဘူးလားလို့ထပ်မေးတာကြောင့်ရောင်လဲဟုတ်ပါတယ်လို့ဝန်ခံလိုက်ရပါတယ်။တစ်ဖက်မှာလည်းရန်ကဒီသတင်းတွေကြောင့်စိတ်တူနေခဲ့ပါတယ်။တငယ်ချင်းတွေကစိတ်အေးထားဖို့ပြောတဲ့အခါရန်ကငါလေ့ကျင့်ရေးတွေနဲ့မအားလို့ရောင်ရဲ့ဖုန်းကိုမကင်နိုင်ခဲ့တာအဲ့ဒါကြောင့်သူငါ့ကိုလမ်းခွဲသွားတာလို့ရင်ဖွင့်လိုက်ပါတယ်။အဲ့ဒီနောက်ရန်ကရောင်စီဖုန်းဆက်ပြီးငါတို့ပြန်တွဲကြရအောင်လို့ထပ်မံတောင်းဆိုခဲ့ပါတယ်။ရောင်ကတော့ဒီသတင်းအမှားတွေကြောင့်စီချန်စီသွားပြီးတောင်းပန်လိုက်ပါတယ်။ငါကြောင့်ဒီလိုတွေဖြစ်ကုန်တာပါကြည့်ပါဦးစီချန်ကရောင်ရဲ့လက်ကိုကင်ထားတယ်ဆိုတဲ့သတင်းတွေပါထွက်နေတယ်ငါနင့်ကိုရိုးရိုးတောင်မထီဘူးပါဘူးလို့ပြောလိုက်ချိန်မှာစီချန်ကရောင်ရဲ့လက်ကိုရုတ်တရက်ဆွဲကင်လိုက်ပြီးကဲအခုရောမတရားဘူးလို့ခံစားရတော့မဲလားလို့စိုက်ကြည့်ပြီးမေးလိုက်ပါတော့တယ်။ရောင်ရဲ့ရင်တွေအယမ်းခုန်သွားပြီးလက်ကိုချက်ချင်းယုံထွက်ကဘေးကကြောင်လေးကိုပြပြတလင်းပွေ့ချလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲရန်စီကပြန်တွဲကြရအောင်ဆိုတဲ့စာရောက်လာတာကြောင့်စီချန်ကဘသူစာပို့တာလဲဆိုပြီးရောင်ရဲ့ဖုန်းကိုလိုက်ချောင်းပါတော့တယ်။ရောင်ကဖုန်းကိုသူ့ခင်အောက်မှာဖိပုံးလိုက်တာကြောင့်စီချန်ကမနှက်ပြန်တခြားအသင်းနဲ့ပြိုင်ပွဲရှိတယ်။အစင်တစ်လှုပ်ထားလို့ပြောလိုက်ရရောင်လဲပြောသွားခဲ့ရပါတယ်။တစ်ဖက်မှာတော့ရန်ရဲ့စာကိုရောင်ကငါဘဝကိုငါရှေ့ဆက်နေပြီလို့ပြက်တသားပြန်ဖြေလိုက်ပါတယ်။နောက်တစ်နေ့ပြိုင်ပွဲမှာတော့ရောင်ကအလွန်လက်စွမ်းပြကစားနိုင်ခဲ့ပါတယ်။ပွဲပြီးလို့အပြင်မှာနားနေတော့ပရိသတ်တယောက်က live လွှင့်ရင်းရောင်ကစားတာအရန်ကောင်းတာပဲစကားပြောချင်ပါတယ်လို့ပြောရစီချန်က live ကိုချက်ချင်းပိတ်လိုက်ပြီးဒီလိုအထိပ္ပယ်မရှိတာတွေနားထောင်မနေနဲ့လို့တားမြစ်လိုက်ပါတယ်နောက်စိတ်မှာရှောင်းမန် live ဆော့နေတော့ရောင်နဲ့ရန်တို့ကြားမှာဘာတွေဖြစ်နေတာလဲဆိုတဲ့ကမန့်ရောက်လာတာကြောင့်ရောင်ကနှစ်ချက်ကိုလူယူပြီးသူကငါရီးစားဟောင်းပါအခုတော့ဘာမှမရှိတော့ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီနောက်ရောင်ကစီချန်ကိုနင်ကတတိမရှိတဲ့သူပဲလို့ပြောလိုက်ရာစီချန်ကအတင်းကောင်းဆောင်ကိုဒီလိုပြောရသလားလို့ပြန်ပြောခဲ့ပါတယ်ဒီစကားတန်တွေကိုနှစ်ချက်ကတဆင့်ဖန်တွေကြားသွားခဲ့တာမို့စီချန်နဲ့ရောင်တို့ကြားမှာတေချာပေါက်တစ်ခုခုရှိနေပြီဆိုပြီးပွဲစုသွားပါတော့တယ်ဒါနဲ့ရှောင်းပန်ကအားလုံးစုပြီးညစာသွားစားကြဖို့အကြံပေးခဲ့ပါတယ်စီချန်ကလိုက်မစားပဲကြံခဲ့တာကြောင့်ကြံတဲ့သူတွေပဲအပြင်ထွက်လာခဲ့ကြပါတယ်စားတောက်ဆိုင်ရောက်တော့အားလုံးကဈေးကြီးတဲ့ဟင်းပွဲတွေမှာနေချိန်မှာရောင်ကတော့မီနူးတွေကဈေးနှုန်းတွေကိုကြည့်ပြီးဘာမှမမာရဲပဲဖြစ်နေခဲ့တာပါရွှေမင်းကမြင်သွားပြီးဘာလို့မစားတာလဲလို့မေးရရောင်ကဘိုင်းမစားလို့ပါလို့လိန်ပြောလိုက်ပါတယ်ရွှေမင်းကရောင်ဈေးကြီးလို့မမာရဲတာကိုနားလည်သွားပြီးပတ်စံအတွက်စိတ်မပူနဲ့စီချန်ကဘေးရှင်းပေးထားပြီးပြီလို့ပြောလိုက်ပါတယ်အဲ့ဒီတော့မှရောင်ကစဝဲတွေကိုခေါ်ပြီးစွပြုတ်နှစ်ပတ်ကန်ပေးပါတပန်းကန်ကတောက်ဖို့နောက်တပတ်ကန်ကမျက်နှာတစ်ဖို့လို့ပြောင်ဆက်ဆက်ပြောလိုက်ပါတော့တယ်အိမ်မှာစီချန်ကဒီအကြောင်းကြတော့ရေမောလိုက်ပြီးဟေ့အရက်ပူလေးနင်းအရက်ရှိချင်းရင်အသားများများစားလို့ဆက်လိုက်ပါသေးတယ်အဲ့ဒီအချိန်မှာအိမ်မှာကြံခဲ့တဲ့ကေကနှစ်ချက်တက်ပြီးကနေတော့ရောင်ရဲမိဘတွေရောက်ရှိလာခဲ့ပါတယ်အားလုံးညစာစားပြီးပြန်ရောက်လာချိန်မှာတော့အိမ်ထဲမှာရောက်နေတဲ့မိဘတွေကိုမြင်ပြီးရောင်တယောက်အံ့အားတင်သွားရပါတယ်နောက်စိတ်မှာတော့ရောင်ရဲ့အမေကစကားတွေအများကြီးညင်းမနေနဲ့အိမ်ပြန်လိုက်ခဲ့လို့စူပူပါတော့တယ်ရောင်ကအကျိုးအကြောင်းနားဝင်အောင်ပြောပြလိုက်တော့မှမိဘတွေကသဘောတူသွားကြပါတယ်အဲ့ဒီအချိန်မှာစီချန်ရောက်လာပြီးမိဘတွေကိုအနားယူဖို့အခန်းလိုက်ပြပေးပါမယ်ဆိုပြီးရင်ရင်ကြေးကြေးခေါ်ဆောင်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာအားလုံးကရောင်ရဲ့မိဘတွေကိုနှုတ်ဆက်ကြပါတယ်မိဘတွေပြန်ခါနီးမှာအမေဖြစ်သူကရောင်ကိုနင်းအပြင်သွားစရာရှိရင်တယောက်တည်းမသွားနဲ့စီချန်ကိုခေါ်သွားသူကလူကောင်းတယောက်ပဲသူ့လိုလူကိုအခွင့်အရေးယူတက်ရတယ်လို့မှာကြားခဲ့ပါတယ်စီချန်ကဒီစကားကိုချောင်းနားထောင်ရင်းပြုံးနေခဲ့ပါတယ်အဲ့ဒီ
ဒီနောက်အတင်းအစည်းအဝေးမှာမန်နေဂျာရွေးရောက်လာပြီးဒီနေ့ကစပြီးညစ်နဲ့ထိမအိပ်ရဘူးမနှက်ပြန်အစောကြီးထမယ်လို့စီကံထုတ်လိုက်ပါတယ်စီချန်ကတော့စောစောထားရတာဘာဆန်းလို့လဲလို့စောဘက်ကပြောထားခဲ့ပေမဲ့နောက်တနေ့စီချန်လည်းလွှင့်နေတော့ရောင်ဝင်လာပြီးရွေးကငါတို့ကိုအစောကြီးထခိုင်းတယ်ဒါညှင်းပန်းနှိပ်စက်တာပဲလို့ညီးတွားလိုက်ပါတယ်လက်ကြည့်နေသူတွေကရောင်ကိုနှိပ်စက်နေတာလားလို့မေးကြရစီချန်ကစခရင်ကိုရောင်စီလှည့်ပြလိုက်တော့ရောင်လဲလန့်ပြီးပုံသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာရွေးဝင်လာပြီးရောင်ကအခုနာမည်ကြီးနေပြီဆိုတော့ရုပ်ပြပွဲ face reveal လုပ်ရမယ်လို့ပြောလိုက်ပါတယ်ရောင်လဲတငယ်ချင်းဂျင်ယန်ကိုချက်ချင်းဖုန်းဆက်ပြီးမြန်လာပါဦးငါ့ကိုမိတ်ကပ်လာပြင်ပေးပါလို့အကူအညီတောင်းလိုက်ရပါတယ်အဲ့ဒီနောက်ရောင်ရုပ်ပြပွဲလုပ်နေတော့စီချန်ကပရိသတ်တွေရဲ့ကမ္မန့်တွေကိုအတန်ကျကျနဲ့လိုက်ဖက်ပြနေခဲ့ပါတယ်ရောင်ကတိုးတိုးမဖက်နိုင်ဘူးလားလို့ပြောပေမဲ့စီချန်ကမရက်တာကြောင့်စိတ်တူပြီးထထွက်သွားပါတော့တယ်နောက်ဆယ်မှာရွေးကစီချန်စီသွားပြီးငါတို့ပြန်ပွဲဖိတ်ခေါ်စာရထားတယ်သူတို့ကရောင်ကိုပါထက်ပြိုင်စေချင်နေကြတယ်လို့ပြောရစီချန်ကငါတို့အဲ့ဒီအတင်းနဲ့မပြိုင်ဘူးလို့ညင်းဆိုလိုက်ပါတယ်ရွေးကစီချန်ကိုစီယုံရင်မင်းရောင်ကိုသဘောကျနေပြီမဟုတ်လားဒီပွဲမှာရှုံးသွားရင်ရောင်အတင်းကထွက်သွားမှစိုးရိမ်နေတာမလားလို့မေးလိုက်ပါတယ်စီချန်ကမဟုတ်ပါဘူးသူကအကောင်းဆုံးကစားသမားတွေကတယောက်ပါဆိုပြီးရောင်ရဲ့ကစားဟန်တွေကိုချီကျူးစကားတွေပြောနေခဲ့ပါတယ်အတင်းဖော်တွေကခိုးနားထောင်နေတော့စီချန်ကရောင်ရဲ့ဖက်နှက်ကိုမြင်သွားပြီးမင်းတို့ငါတို့ပြောတာဘလောက်တောင်ကြားသွားလဲလို့မေးရရောင်ကခုနကမှရောက်တာဆိုတော့နည်းနည်းပဲကြားပါတယ်လို့ပြန်ဖြေပြီးအဲ့ဒီပြိုင်ပွဲကိုလက်ခံလိုက်ပါတော့တယ်နောက်ဆဲမှာတော့ပြိုင်ပွဲစတင်ခဲ့ပါတယ်ဒါပေမဲ့အတင်းလိုက်လက်တွဲမှုအခက်အခဲတွေကြောင့်နောက်ဆုံးမှာရှုံးနိမ့်သွားခဲ့ရပါတယ်ရောင်တယောက်အရန်ကိုဝမ်းနဲ့စိတ်တက်ကြသွားခဲ့ပါတယ်အားလုံးအိပ်ယာဝင်သွားကြပေမဲ့ရောင်ကတော့မအိပ်ဖဲတယောက်ထဲခိန်းဆက်စော့နေခဲ့ပါတယ်မနက်9 နာရီအထိမအိပ်သေးတဲ့စီချန်ကရောင်အွန်လိုင်းပေါ်မှာရှိနေသေးတာကိုမြင်တော့သူမစီသွားပြီးအိတ်တော်လီလို့သွားပြောခဲ့ပါတယ်ဒါပေမဲ့ရောင်ကမနာပဲဆက်စော့နေတာကြောင့်စီချန်ကရောင်ရဲ့မျက်လုံးတွေကိုသူ့ဤလက်နဲ့လှမ်းအုပ်လိုက်ပါတော့တယ်အဲ့ဒီမှာရောင်တယောက်ဝက်ခနဲ့ငိုချလိုက်ပြီးငါလုံးဝအဆင်မပြေဘူးဆိုပြီးရင်ဖွင့်လိုက်ပါတော့တယ်စီချန်ကရောင်ရဲ့ပါးပြင်ပေါ်ကျဆင်းနေတဲ့မျက်ရည်တွေကိုအသာရတုပ်ပေးရင်းနိုင်တာနဲ့ရှုံးတာဆိုတာဂိမ်းရဲ့တဘာဝပဲမို့လို့ဒီလောက်ထိစိတ်မကောင်းမဖြစ်ပါနဲ့ဆိုပြီးချုံမော်နှစ်သိမ့်ပေးခဲ့ပါတယ်ရောင်ကတော့ဓာရီအကုန်လုံးငါးကြောင်ဖြေရတာပါဆိုပြီးစိတ်မကောင်းပူဆွေးနေသေးပါပဲအဲ့ဒီနောက်စီချန်ကရောင်ကိုအနားယူဖို့ပြောပြီးအခန်းထဲကိုပြန်လွှတ်လိုက်ပါတယ်နောက်တစ်နေ့မှာတော့စကက်ဆာအသင်းပွဲရှုံးသွားတဲ့သတင်းကအွန်လိုင်းပေါ်မှာဟော့ဖြစ်သွားပြီးပရိသတ်တွေကရောင်ကိုပဲထိုးနှက်အပြစ်တင်နေကြပါတော့တယ်ဒါကြောင့်ရောင်လဲစိတ်မကောင်းဖြစ်ပြီးအခန်းထဲမှာပဲအပြစ်မထွက်ပဲပုံနေခဲ့ပါတယ်တစ်ဖက်မှာလည်းစီချန်ကအွန်လိုင်းပေါ်ကမကောင်းတဲ့စာတွေကိုတကြောင်မကြံလိုက်လံတုံ့ပြန်ရှင်းလင်းပေးနေခဲ့တာပါနောက်တော့ရောင်ကအခန်းထဲကထွက်လာပြီးအပြင်ကိုခဏထွက်ခဲ့ပါတယ်လမ်းမှာတငယ်ချင်းဂျင်ယန်နဲ့တွေ့ဆုံပြီးကလပ်တစ်ခုကိုလိုက်သွားခဲ့ကြပါတယ်ကလပ်ရောက်တော့ဂျင်ယန်ရဲ့ရီစာဟောင်းအိုင်ဂျီရောက်လာပြီးလာရှုပ်တာကြောင့်ဂျင်ယန်ကဟိုဘက်သွားထိုင်ငါတငယ်ချင်းနဲ့စကားပြောနေတာလို့မောင်းထုတ်လိုက်ပါတယ်ဒါပေမဲ့အိုင်ဂျီကရောင်ရဲ့ရီစာဟောင်းရန်ကိုပါကလပ်စီခေါ်လိုက်ပါတော့တယ်အဲ့ဒီနောက်ဂျင်ယန်ကိုအခြားစပွဲတစ်ခုစီခေါ်သွားခဲ့ပါတယ်ဂျင်ယန်လည်းစီချန်စီကိုရောင်တယောက်ကလပ်မှာသူ့ရီစာဟောင်းနဲ့ရောက်နေတယ်လို့ချက်ချင်းစာပို့အကြောင်းကြားလိုက်ပါတယ်စာကိုမြင်ချင်းစီချန်လည်းကလပ်စီပြတလဲပြေးထွက်လာခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာရောင်ကအတော်လေးမူးနေခဲ့ပြီးရန်ကလည်းရောင်ကိုငါတို့ပြန်တွဲကြရအောင်လို့လာရောက်ပူစာနေတာပါကွက်တိဆိုသလိုစီချန်ရောက်လာပြီးရောင်ရဲ့လက်ကိုဆွဲကအပြင်ခေါ်ထုတ်ဖို့ပြင်ပါတော့တယ်ရန်ကတားမြစ်ပြီးငါကသူ့ရဲ့ရီစာဟောင်းလို့ပြောလိုက်ရစီချန်ကရန်ရဲ့မျက်နှာကိုစိုက်ကြည့်ပြီးငါကရောင်ရဲ့အတင်းကောင်းဆောင်အခုသူ့ကိုလာခေါ်တာမင်းကသူ့ရဲ့အတိတ်ပဲပြစ်စုံပံမဟုတ်ဘူးလို့ပြက်ပြက်တတ်တာတုတ်ပြန်ကရောင်ကိုဆွဲခေါ်သွားပါတော့တယ်လမ်းမှာရောင်ကအယမ်းမူးနေတာကြောင့်စီချန်ကသူမကိုပခုံးထက်ထမ်းပြီးခေါ်လာခဲ့ရပါတယ်ရောင်ကဓာရီအကုန်လုံးငါးကြောင်ပါလို့ညီးတွားနေတာကြောင့်စီချန်ကရောင်ကိုဒန်းပေါ်မှာခဏတင်ပေးထားပြီးဒီမှာအမူးပြေအောင်ခဏထိုင်နေလို့မှာခဲ့ပါတယ်စီချန်ထွက်သွားတာနဲ့ရောင်ကငါမမူးပါဘူးဆိုပြီးထကအိမ်ထဲပြန်ဝင်သွားခဲ့ပါတယ်အိမ်ထဲရောက်တော့စီချန်ရဲ့ထိုင်ကုန်မှာတယောက်ထိုင်နေတာကိုမြင်ပြီးစီချန်အထင်နဲ့တွားရောက်စကားပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီသူကထိုင်ကုန်ကိုလှည့်ကြည့်လိုက်တဲ့အခါရောင်တယောက်တရေဆိုပြီးလမ်းဖြတ်ပြီးအော်ဟစ်ကထပြေးပါတော့တယ်အမှန်တော့အဲ့ဒီသူကစီချန်ရဲ့ညီရင်းဖြစ်သူလူအိုပဲဖြစ်ပါတယ်ပြေးလွှားနေရင်ရောင်ကအိမ်ထဲဝင်လာတဲ့စီချန်ရဲ့ခန္ဓာကိုယ်ပေါ်ကိုခွက်ရတက်လိုက်ပါတော့တယ်စီချန်ကဘာဖြစ်တာလဲလို့မေးရရောင်ကအိမ်ထဲမှာတရေတွေ့လို့လမ်းဖြတ်ပြီးဖြေပါတယ်စီချန်ကအနင်ကကီလို90မကလေးတယ်အောက်ဆင်းဆန်းပါလို့ပြောပေမဲ့ရောင်ကမစင်းတာကြောင့်စီချန်လဲသူမကိုချီထားလျက်အတိုင်းအိမ်ထဲဝင်လာခဲ့ရပါတယ်အိမ်ထဲရောက်တော့ညီဖြစ်သူလူအိုရောက်နေတာကိုတွေ့လိုက်ရပါတယ်သူတို့နှစ်ယောက်ရင်းနှီးစွာချီထားတာကိုမြင်တော့လူအိုကအံ့အားသင့်သွားပြီးဖုန်းနဲ့ဓာတ်ပုံရိုက်ယူလိုက်ပါတယ်အဲ့ဒီအချိန်မှာယူဝင်းနဲ့ရွေးမင်းတို့ပါရောက်လာကြပြီးလူအိုရောက်နေတာကိုမကြေမနက်ဖြစ်သွားကြပါတယ်လူအိုကငါဒီအတင်းနဲ့ပြန်ဝင်မလို့ကြေညာလိုက်ရရောင်ကနင်းကငါနေရာကိုလာလူလာလို့မေးလိုက်ပါတယ်စီချန်ကတော့ငါတို့အတင်းမှာအယူတယောက်ရှိပြီးမင်းတခြားအတင်းသွားဝင်လိုက်လို့လှောင်ပြောင်လိုက်ပါတယ်ရောင်ကလည်းအေးပါငါထွက်သွားပေးမယ်ဆိုပြီးအားလုံးကိုနှုတ်ဆက်ကအိမ်ပေါ်တက်သွားပါတော့တယ်နောက်တနေ့မနက်မှာရောင်အောက်ထပ်ဆင်းလာတော့လူအိုကမနေ့ကမင်းကစားတာအရန်ကောင်းတာပဲလို့စလိုက်ပါတယ်အမှန်တော့ရောင်တယောက်မနေ့ကမူပြီးဘာတွေလုပ်ခဲ့မှန်းလုံးဝမမှတ်မိပါဘူးဒါပေမဲ့မနေ့ကစီချန်ကိုခွတ်တွေ့ခဲ့တာတွေလူအိုကိုတရေထင်ပြီးအုပ်ခဲ့တာတွေကိုရုတ်တရက် flashback ပြန်မြင်သွားပြီးရှက်လွန်းလို့မျက်နှာဖုံး mask စုကထိုင်ကုန်မှာလာထိုင်နေပါတော့တယ်စီချန်ကမင်းပါလုံနေတာလဲလို့မေးရရောင်ကငါဘဝအကြောင်းက
စဉ်းစားနေတာလို့ပြန်ဖြေပါတယ်အဲ့ဒီနောက်မနေ့ကငါယူးယူးမူးမူးတွေအများကြီးလုပ်မိသွားလားလို့မေးလိုက်ရစီချန်ကမလုပ်ပါဘူးငါညီကိုတရေထင်ပြီးလန့်ပြေးတယ်ပြီးတော့ professional ဂိမ်းကစားသမားဖြစ်ချင်တယ်ဆိုပြီးတခြင်းတွေထားဆိုပြသေးတယ်အဲ့ဒီတခြင်းတန်ကတာယာတဲ့တခြင်းကိုတောင်တရေကအတန်လို့ကြောက်စရာကောင်းအောင်ဆိုတာနောက်ခါလုံးဝမဆိုနဲ့တော့လို့ဆက်လိုက်ပါသေးတယ်အဲ့ဒီနောက်စီချန်ကမင်းသားကြီးကိုဘာလို့တတ်ထားတာလဲလို့မေးရအောင်ကငါရှက်လို့ပါလို့ပြန်ဖြေပါတယ်စီချန်ကမနေ့ကလှုပ်တုံးကမရှက်ဖဲနဲ့အခုမှလာရှက်နေတယ်တွားအဝိစားသွားလဲချီလို့ခိုင်းလိုက်ပါတယ်ဈေးဝယ်သွားတဲ့အတင်းသားတွေပြန်ရောက်လာတဲ့အခါရောင်ကမျက်နှာဖုံးတက်ထားလျက်နဲ့လူအိုကိုငါနေရာကိုဖယ်ပေးလို့ပြောပေမဲ့လူအိုကမဖယ်ပေးပါဘူးဒါနဲ့ရောင်ကငါကြောင်ရဲ့နရွက်ကိုရှာနဲ့မရက်နဲ့တော့လို့လိန်ပြောလိုက်ရလူအိုလဲလန့်ပြီးကြောင်ကိုဓာတ်ပုံရိုက်ဖို့ထသွားတော့ရောင်ကသူ့နေရာမှာချက်ချင်းဝင်ထိုင်လိုက်ပါတော့တယ်ဒါပေမဲ့လူအိုအတင်းနဲ့ပြန်ဝင်လာရင်သူမအတင်းကထွက်ပေးရမှာကိုစိုးရိမ်ပြီးရောင်တယောက်စိတ်ပူနေခဲ့ပါတယ်နောက်တစ်နေ့မှာဂျင်ယန်စီကဖုံးဝင်လာပြီးနင်တို့အတင်းမှာကိစ္စကြီးတစ်ခုဖြစ်တော့မယ်ငါဗီဒီယိုပို့လိုက်တယ်ကြည့်လိုက်ဦးလို့ပြောလာပါတယ်ရောင်ဗီဒီယိုကိုကြည့်လိုက်တဲ့အခါလူအိုရန်ဖြစ်နေတဲ့ဗီဒီယိုဖြစ်နေတာပါဒါဟာဗီဒီယိုအဟောင်းကြီးဖြစ်ပြီးလူအိုပြန်မဝင်နိုင်အောင်ရောင်ကပဲအွန်လိုင်းပေါ်တင်လိုက်တာလို့အားလုံးကထင်ကုန်ကြပါတယ်အိမ်မှာအားလုံးစုဝေးသွားကြပြီးမန်နေဂျာရွဲကဒီဗီဒီယိုအဟောင်းကိုဘသူတင်လိုက်တာလဲလို့စုံစမ်းပါတော့တယ်အဲ့ဒီအချိန်မှာရှောင်းပန်ရှေ့ထွက်လာပြီးလူအိုအတင်းနဲ့ပြန်ဝင်လာတာမလို့ချင်လို့ငါတင်လိုက်တာပါလို့ဝန်ခံလိုက်ရအားလုံးအံ့အားသင့်သွားကြပါတယ်တစ်ဖက်မှာလည်းရောင်ကဂျင်ယန်စီစာပို့လိုက်ချိန်မှာဂျင်ယန်ရဲ့အိမ်မှာ IG ရောက်နေတာကိုမြင်လိုက်ရပြီးသူတို့နှစ်ယောက်ပြန်တွဲနေကြပြီဆိုတာရိပ်မိလိုက်ပါတယ် IG ကအဲ့ဒီရံပွဲတုန်းကငါရှိနေတာတကယ်အကြောင်းရင်းကိုငါသိတယ်လို့ပြောရဂျင်ယန်ကသိရင်အမှန်တိုင်းပြောမပြောရင်ထွက်သွားလို့ပြောလိုက်ပါတယ်အိမ်မှာတော့ရှောင်းမန်ရဲ့စကားကြောင့်လူအိုကဒေါသထွက်ပြီးနှစ်ယောက်သားတပ်ပုတ်ရိုက်ပုတ်ဖြစ်ကြပါတော့တယ်အားလုံးကဝိုင်းတားလိုက်ရပြီးရောင်ကရှောင်းမန်ကိုတကယ်အကြောင်းရင်းကိုမေးလိုက်ပါတယ်အတိတ် flashback မှာတော့ Signex အတင်းနဲ့အတင်းတို့အရက်အတူတူတောက်နေကြတာပါအဲ့ဒီမှာစီချန်မရှိတော့အခြားအတင်းကစီချန်ကိုမကောင်းပုတ်ခတ်ပြောဆိုနေကြတာကြောင့်လူအိုကဒေါသထွက်ပြီးအရက်တွေဆက်တိုက်တောက်နေခဲ့ပါတယ်နောက်ဆုံးမခံနိုင်တော့ပဲလူအိုကအရက်ဘူးနဲ့ထိုးသူတွေရဲ့ခေါင်းကိုရိုက်ခွဲလိုက်ရမှရံပွဲကြီးစတင်သွားခဲ့ပါတယ်အဲ့ဒီလမ်းအတိုင်းလျှောက်လာတဲ့ရွေးမင်ပါရံပွဲထဲပါသွားခဲ့ပြီးလက်မှာဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တာကြောင့်ဒီနေ့အထိဂိမ်းတေချာမစော့နိုင်တော့တာပဲဖြစ်ပါတယ်လက်ရှိစင်ကိုပြန်ရောက်တဲ့အခါရောင်စီဂျင်ယန်ကဖုန်းဆက်ပြီး IG ရဲ့ live ကိုကြည့်လိုက်ပါဦးအပြစ်မရှိကြောင်းရှင်းပြနေတယ်လို့ပြောလာပါတယ် IG ရဲ့ live ကြောင့်လူကိုအပေါ်ထားတဲ့အထင်လွဲမှားမှုတွေအကုန်လုံးရှင်းလင်းသွားခဲ့ပါတယ်နောက်စိတ်မှာတော့အားလုံးဂိမ်းစော့နေတော့လူအိုကစာချုပ်ကိုယူလာပြီးရောင်ရဲ့ရှိမှလာတင်လိုက်ပါတယ်အဲ့ဒီနောက်အားလုံးမနှက်စာအတူတူစားကြပါတယ်လူအိုကရောင်ကိုမနှက်စာစားနေတော့ငါမကြခင်မင်းရဲ့ထိုင်ကုန်နေရာကိုလူယူတော့မှဆိုပြီးစားနောက်ရှက်နေခဲ့ပါတယ်ဒါနဲ့ရောင်ကစီချန်ကိုအတင်းမှာဘသူကအရင်ထိုင်ရမှာလဲလို့မေးလိုက်ရစီချန်ကဘသူအရင်ရောက်လဲအဲ့ဒီသူအရင်ထိုင်ရတာပဲလို့ပြန်ဖြေလိုက်ပါတယ်ရောင်ကလူအိုကိုကြည့်ပြီးတွေ့လားငါအရင်ရောက်တာမို့လို့ငါပဲထိုင်ရမှာလို့ရွှဲပြောလိုက်ပေမဲ့လူအိုကတော့အရှုံးမပေးပဲရောင်ကိုစက်တိုက်ဆနောက်ရှက်နေခဲ့ပါတော့တယ်နောက်ဆဲမှာတော့ရောင်နဲ့ဂျင်ယန်တို့ဓာတ်ပုံရိုက်ပွဲအတွက်လှပပြင်ဆင်ဖို့အလှပြင်ဆိုင်ကိုဈေးဝယ်ထွက်ခဲ့ကြပါတယ်အလှပြင်ပြီးလို့ဂျင်ယန်ကရောင်ကိုအိမ်ပြန်လိုက်ပို့ပေးခဲ့တာပါအိမ်ပြန်ရောက်တဲ့အခါရောင်ကလူအိုတယောက်သူမရဲ့ထိုင်ကုန်မှာထိုင်ပြီးမုတ်စားနေတာကိုမြင်တော့မကြည်မနှက်နဲ့ဒေါသထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာစီချန်ရောက်လာပြီးရောင်ရဲ့မိတ်ကပ်လိန်ထားတဲ့မျက်နှာကိုကြည့်ကအပြင်ကိုဆွဲခေါ်သွားခဲ့ပါတယ်မင်းဘာလို့ဒီလောက်တောင်ပြင်ဆင်ထားတာလဲဒီလိုကြီးနဲ့ဂိမ်းကိုအာယုံဆိုင်နိုင်ပါမလားလို့မေးလိုက်ပါတယ်ဒါအပြင်စီချန်ကရောင်ရဲ့အနီးကိုတိုးကပ်သွားပြီးမင်းဆွတ်ထားတဲ့ရေမွေးနှံကြီးနဲ့လူကိုယူတုတ်အောင်လုပ်နေတာလားလို့စနောက်လိုက်ပါသေးတယ်အဲ့ဒီအဖြစ်အပျက်ကိုလူအိုကဖုန်းနဲ့ခိုးရိုက်လိုက်တာကြောင့်စီချန်ကမင်းမိဘတွေကိုဒါသွားပြောရင်မင်းအတွက်မကောင်းဘူးနော်လို့ချိန်ချောက်လိုက်ရပါတယ်နောက်တော့ရောင်ကအခန်းထဲမှာဂျင်ယန်နဲ့ဖုန်းပြောနေတော့ပန်အိုပြုတ်ကျသွားတာကြောင့်စီချန်ကအခန်းထဲဝင်လာခဲ့ပါတယ်ရောင်ကဘာလို့တကားမခောက်တာလဲလို့မေးရစီချန်ကမင်းရောပါလို့တကားမခတ်ထားတာလဲလို့ပြန်ပြောခဲ့ပါတယ်ဖုန်းထဲကနေစီချန်ရဲ့အတန်ကိုကြားသွားတဲ့ဂျင်ယန်ကနင်းတို့နှစ်ယောက်တွဲနေကြတာလားလို့မေးလိုက်တာကြောင့်ရောင်လဲရှက်ရှက်နဲ့ဖုန်းချက်ချင်းချပစ်လိုက်ပါတယ်ဒါပေမဲ့စီချန်ကတော့အကုန်ကြားသွားခဲ့တာပါအဲ့ဒီအချိန်မှာအသင်းဖော်တွေရောက်လာပြီးရောင်ရဲ့အခန်းထဲမှာဘာလုပ်နေတာလဲလို့မေးကြရာစီချန်ကရောင်ကတင်ပေါ်ကပြုတ်ကျလို့ကူညီပေးနေတာလို့လိန်ပြောပြီးထွက်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာစီချန်ကစောစောနိုးပြီးစာအုပ်ဖတ်နေခဲ့ပါတယ်ရောင်ကတော့နင်းစီချန်ကိုချစ်နေပြီမလားဆိုတဲ့ဂျင်ယန်ရဲ့စကားကိုတတိယပြီးစီချန်ကိုခိုးကြည့်နေခဲ့တာပေါ့အဲ့ဒီနောက်မန်နေဂျာယူဝဲကအတင်းသားတွေအတွက်ဂျာစီယူနီဖောင်းတွေယူလာပေးတာကြောင့်အားလုံးပျော်ရွှင်သွားကြပါတယ်ရှောင်းပန်ကရောင်ကိုကြည့်ပြီးနေဝလာတယ်နော်လို့ဆက်လိုက်ရစီချန်ကရောင်ကဝဝပိန်ပိန်ကလေးလေးနဲ့ပဲတူတာပါလို့ဝင်ပြောလိုက်တာကြောင့်ရောင်တယောက်ဒေါသထွက်သွားရပြန်ပါတယ်နောက်စိမ့်မှာတော့အတင်းရဲ့ဓာတ်ပုံရိုက်ပွဲစတင်ပါတော့တယ်အားလုံးမိတ်ကပ်ပြင်ပြီးသွားပေမဲ့ရောင်ကတော့ပြင်ဆင်ရတာအချိန်ကြာနေခဲ့ပါတယ်ကြာလုံးလို့အချိန်မီအောင်အခြားသူတွေကိုမန်နေဂျာရွဲကအရင်ခေါ်ထုတ်သွားခဲ့ပါတယ်ရိုက်ကူးရေးပြီးခါနီးအထိရောင်ရောက်မလာသေးတာကြောင့်စီချန်ကတွားခေါ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာရောင်ကအတွင်းဝတ်ပြာကြောင့်မတက်မတာဖြစ်နေတာကြောင့်အဝတ်အစားလဲနေခဲ့တာပါစီချန်ကတကားမခောက်ပဲအခန်းထဲဝင်လိုက်မိတာကြောင့်ရောင်အဝတ်စားလဲနေတာကိုအထင်းသားမြင်လိုက်ရပြီးစီချန်ရောရောင်မအရန်ကို
ရှက်ရွံ့သွားခဲ့ရပါတယ်စီချန်ကမြန်လာခဲ့ပါလို့ပြောပြီးအပြင်ထွက်ဆောင်နေခဲ့ရပါတယ်စီချန်ကရင်တွေအယမ်းခုန်နေတာကြောင့်စိတ်ငြိမ်သွားအောင်တကြားလုံးထုတ်စားနေခဲ့ရတာပါအဲ့ဒီအချိန်မှာလူအိုရောက်လာပြီးအခန်းထဲဝင်ဖို့ပြင်ရစီချန်ကတားဆီးလိုက်ပြီးအစင်သင့်ဖြစ်ရင်အပြင်ခေါ်ခဲ့မယ်ဆိုပြီးပြန်လွှတ်လိုက်ပါတယ်ရောင်အပြင်ထွက်လာတဲ့အခါနင့်အကုန်မြင်လိုက်တာလားလို့မေးရစီချန်ကငါကမျက်မမြင်မဟုတ်ပါဘူးလို့ပြန်ဖြေပါတယ်ရောင်ကတကားမခောက်နိုင်ဘူးလားလို့ရွှေမွန်တက်ပြောတော့စီချန်ကနင်ကရောဘာလို့တကားမခတ်ထားတာလဲခုနကလူအိုပါဝင်လာမလို့ကိုငါတားလိုက်ရတာလို့ပြောရင်းရောင်ကိုတောင်းပန်လိုက်ပါတယ်ရောင်ကအံ့အားသင့်သွားပြီးရှေ့ခေတ်တာဆိုရင်နင်ငါရဲ့ခန္ဓာကိုယ်ကိုမြင်သွားခဲ့တာမို့လို့ငါ့ကိုယူရတော့မှလို့ပြန်ပြောလိုက်ပါသေးတယ်အဲ့ဒီနောက်ရောင်နဲ့လူအိုတို့တပ်ပုံတူတူရိုက်ကြပြီးမန်နေဂျာယူပဲကစီချန်ကိုပါရောင်နဲ့တပ်ပုံရိုက်ခိုင်းခဲ့ပါတယ်စီချန်မရိုက်ချင်ပေမဲ့နောက်ဆုံးတော့တပ်ပုံတူတူရိုက်လိုက်ရပါတယ်နောက်ဆယ်မှာတော့အားလုံးဂိမ်းစော့နေတော့စီချန်နဲ့ရောင်တို့ရဲ့တပ်ပုံတွေအွန်လိုင်းပေါ်မှာပြန့်နှံ့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာစီချန်ရောက်လာပြီးငါအမေစီကဖုန်းလာတယ်နေနဲ့ငါဘာဖြစ်နေတာလဲဘာလို့တပ်ပုံအတူတူရိုက်တာလဲတဲ့ရောင်ကယောက်ျားလေး2ယောက်နဲ့တပြိုင်နက်တည်းတွဲနေတာလားလို့မေးနေတယ်လို့ပြောပြပါတယ်ဒါနဲ့လူအိုကအမေဖြစ်သူစီဖုန်းဆက်ပြီးရောင်နဲ့ငါနဲ့ဘာမှမရှိပါဘူးစီချန်နဲ့ပဲရှိတာလို့ပြောဖို့ပြင်လိုက်ရစီချန်ကခေါင်းအုံးနဲ့အုပ်ရိုက်ပြီးလူအိုကိုလဲကျသွားအောင်လှုပ်လိုက်ပါတော့တယ်နောက်စိမ့်မှာတော့လူအိုကရောင်ရဲ့ဝေဘောအကောင့်ကိုတုံးနေတာကိုမြင်သွားတဲ့ရောင်ကလှေကားပေါ်ကပြတလဲဆင်းလာရင်ခြေချော်လဲကျသွားခဲ့ပါတယ်စီချန်ကရောင်ကိုတီးတန့်ခေါ်ထုတ်သွားပြီးစကားပြောခဲ့ပါတယ်ရောင်ကနှင်းဖုန်းထဲမှာငါနာမည်မှတ်ထားတာကိုပြောင်းပေးပါလို့တောင်းဆိုလိုက်ပါတယ်အမှန်တော့စီချန်ကရောင်ရဲ့နာမည်ကိုသူမသုံးတဲ့အတွင်းဝတ်ပရာရဲ့နာမည်အတိုင်းမှတ်ထားတာဖြစ်ပါတယ်ရောင်ကငါပရာလှမ်းထားတာကိုသူများတွေမြင်ရင်ဒီနာမည်ကြောင့်ငါကိုလောင်ကြတော့မှာပေါ့လို့ပြောပေမဲ့စီချန်ကမပြောင်းပေးပါဘူးဒါအပြင်စီချန်ကရောင်ရဲ့အနီးကိုတိုးကပ်သွားပြီးစနောက်လိုက်ပါသေးတယ်နောက်တစ်နေ့မှာတော့အသင်းလိုက်ဂိမ်းပွဲစဉ်ရှင်ပြိုင်ကြပါတယ်စီချန်က Hero Fan ပြန်ရောက်လာပြီးသူငါ့ကိုဂိမ်းထဲမှာ2ခါတောင်ရိုက်သွားတယ်ဒါမျိုးသူပဲလုံနိုင်တာလို့ပြောလိုက်ပါတယ်ရောင်က Hero Fan ဆိုတာဘယ်သူလဲလို့မေးရအမှန်တော့ထိုသူ၏နာမည်မှာယာချဖြစ်ပြီး Hero Fan ဆိုဒီမှာသူ၏ဂိမ်းနာမည်ဖြစ်နေတာပါစီချန်ကယာချအကြောင်းကိုစဉ်းစားနေခဲ့ပါတယ် Flashback မှာတော့စီချန်နဲ့ယာချတို့ဟာကိုရီးယားကုမ္ပဏီတစ်ခုမှာအတူတူကစားခဲ့ကြတဲ့အသင်းဖော်တငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတာပါဒါပေမဲ့တနေ့မှာစီချန်ကသူ့ရဲ့မိခင်နိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံအတွက်ပဲကစားပေးချင်တာကြောင့်ယာချရဲ့အသင်းကနေထွက်ခွာခဲ့တာပဲဖြစ်ပါတယ်လက်ရှိစိန်ကိုပြန်ရောက်တဲ့အခါအသင်းကောင်းဆောင်ရှမ်းကစီချန်စီဖုံးဆက်ပြီးငါနဲ့ယာချနဲ့ကုံတိုက်ကိုလာကြတာယာချပြောက်သွားလို့အကြောင်းကြားလာပါတယ်ဒါနဲ့စီချန်ကချက်ချင်းထထွက်ဖို့ပြင်ရအောင်ကတားပြီးဘယ်သွားမလို့လဲလို့မေးပါတယ်စီချန်က Hero Fan ပြောက်သွားလို့တွားရှာမလို့ဖြေရရောင်ကမိုးရွာတော့မယ်ထီးယူသွားပါဦးဆိုပြီးစိတ်တူလက်တူဂယုစိုက်ပြလိုက်ပါတယ်အမှန်တော့ရောင်ကစီချန်နာမည်ပြောင်းပေးအောင်လို့ဂယုစိုက်ပြနေတာပါစီချန်ကတော့မင်းဘလောက်ပဲဂယုစိုက်ပြငါနာမည်မပြောင်းပေးဘူးလို့ပြောပြီးထွက်သွားခဲ့ပါတယ်ကုံတိုက်ရောက်တော့ရှမ်းနဲ့တွေ့ဆုံပြီးဂိမ်းကစားတဲ့နေရာမှာယာချက်ကိုတွားတွေးလိုက်ရပါတယ်နှစ်ယောက်သားဂိမ်းတူတူစော့ကြရာစီချန်ကအနိုင်ရရှိပြီးယုံရုပ်လေးတရုတ်ရခဲ့ပါတယ်အပြင်မှာတော့ရောင်ကထီးတစ်ချောင်းနဲ့စီချန်ကိုလာကြိုပေးခဲ့ပါတယ်စီချန်ကရလာတဲ့ယုံရုပ်လေးကိုရောင်ရဲ့လေပင်မှာချိတ်ပေးလိုက်ပါတော့တယ်နောက်တစ်နေ့မှာတော့အမျိုးသားလိပြိုင်ပွဲရဲ့ပထမဆုံးပွဲစဉ်စတင်ခဲ့ပါတယ်ဒါပေမဲ့စီချန်ကအေးဆက်အေးမိပြီးဖျားနေခဲ့တာကြောင့်ရောင်ကပဲအကုန်လုံးကိုဥဆောင်ထိန်းချောင်းပေးခဲ့ပြီးပြိုင်ပွဲမှာအနိုင်ရရှိသွားခဲ့ကြပါတယ်ပွဲအပြီးရေချိုးကန်းနဲ့ရောက်တော့ရောင်ကမန်နေဂျာရွဲကိုငါဒီကနေပြန်ချင်တယ်လို့ပြောလိုက်ပါတယ်ရွဲကအကြောင်းရင်းမေးရရောင်ကတွတ်ဆုံနေပြီးမှငါရာဒီလာနေလို့ပါလို့ဝန်ခံလိုက်ပါတယ်ရွဲကစီချန်လည်းအိမ်ပြန်သွားပြီဖြစ်တာကြောင့်စီချန်ကိုဖုံးဆက်ပြီးရောင်ကိုပါတပါတဲ့အိမ်ပြန်ခေါ်သွားဖို့ခိုင်းလိုက်ပါတော့တယ်စီချန်ပြန်ရောက်လာပြီးမင်းပါဖြစ်လို့ရုတ်တရက်အိမ်ပြန်လာလဲလို့မေးရရောင်ကရွဲကနင့်ကိုပြုစုဖို့ငါ့ကိုလွှတ်လိုက်တာလို့လိန်ပြောလိုက်ပါတယ်စီချန်ကငါကဖျားတာပါအုံနောက်ပြဿနာတက်တာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျင်ယန်စီကဖုံးဝင်လာပြီးအောင်ပွဲခံဖို့ခေါ်ရရောင်ကငါရာဒီလာနေလို့မလာနိုင်တော့ဘူးလို့ညှင်းလိုက်တာကိုစီချန်တယောက်ဘေးကနေကြားသွားခဲ့ပါတော့တယ်နောက်စိတ်မှာတော့ရောင်ကအနားယူဖို့အခန်းထဲဝင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာရွဲစီကစာရောက်လာပြီးစီချန်ကိုစေးတိုက်လိုက်ပါဦးလို့မှားတာကြောင့်ရောင်ကငါကဘာလို့ပေးရမှာလဲလို့ပြန်စာပို့လိုက်ပါတော့တယ်ရွဲကစီချန်တခါတလေစေးမတောက်ချင်ဘူးသူတခုခုဖြစ်ရင်ငါတို့အတင်းမှာခေါင်းဆောင်မရှိတော့ပဲဖြစ်သွားမယ်လို့ပြောလိုက်တာကြောင့်ရောင်လည်းမတက်နိုင်ပဲစီချန်စီစေးသွားတိုက်ရပါတော့တယ်စီချန်ကစေးတောက်ခါနီးရေကပူလွန်းနေလို့ရေအေးလဲပေးပါဦးလို့ခိုင်းလိုက်ရရောင်ကဒေါသထွက်သွားပြီးမိန်းကလေးတွေရာဒီလာရင်ဘလောက်တောင်နာကျင်ရလဲနင်သိရလားနင်ကတော့ဘာတိမှလဲလို့ပြန်ပြောလိုက်ပါတယ်ဒါနဲ့စီချန်လည်းအဲ့ဒီရေနွေးနဲ့ပဲဆေးကိုတောက်လိုက်ရပါတော့တယ်အဲ့ဒီနောက်ရောင်ကစီချန်နဲ့သူမအတွက်အစားအသောက်ချက်ပြုတ်ပေးနေတော့ဘိုက်တွေအယမ်းနာလာတာကြောင့်အဲ့ဒီနေရာမှာပဲထိုင်ချလိုက်ရပါတယ်အဲ့ဒီအချိန်မှာစီချန်ရောက်လာပြီးရောင်ကနေစာပဲပို့လိုက်ရင်ရတာကိုဘာလို့ကိုယ်တိုင်ဆင်းလာတာလဲလို့မေးရစီချန်ကငါပဲအကုန်လှုပ်လိုက်မယ်ဆိုပြီးဆန်ကိုကိုယ်တိုင်ဆေးပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာရောင်ကဂျင်ယန်စီဖုံးဆက်ပြီးဒီနေ့ဖြစ်သမျှအကြောင်းတွေကိုပြန်ပြောပြနေတော့ဘိုက်ကအယမ်းနာလာပါတော့တယ်စီချန်ရောက်လာပြီးရောင်ရဲ့ဘိုက်ပေါ်လက်ကလေးတင်ကနွေးနွေးထွေးထွေးရှိအောင်ရေနွေးအိတ်ကတ်ထားရမယ်ဆိုပြီးရေနွေးအိတ်သွားယူပေးခဲ့ပါတယ်ရောင်ကလည်းနင်ကငါးဘိုက်ကိုလာထိတယ်နော်ရှေးခေတ်တာဆိုရင်နင်ငါကိုယူရတော့မှလို့ဆက်လိုက်ရစီချန်ကရှေးခေတ်တာဆိုရင်ငါတို့မင်္ဂလာဆောင်ထားတာအကျဉ်800တောင်ရှိသွားပြီလို့ပြန်ပြောလိုက်ပါသေးတယ်နောက်တစ်နေ့မနက်မှာတော့အခြားအသင်းသားတွေအကုန်ပြန်ရောက်လာကြပါတယ်ရှောင်းမန်ကစီချန်ရဲ့အခြေအနေကိုတွားကြည့်ဖို့အပေါ်ထပ်တက်သွားရကနေလမ်းဖြန့်ပြီးအောက်ထပ်ကိုပြန်ပြေးဆင်းလာခဲ့ပါတယ်အဲ့ဒီနောက်လူအိုပါတက်သွားပြီးအတူတူလန့်သွားခဲ့တာကြောင့်အသင်းသားတွေ
အကုန်အပေါ်ထက်ကိုတက်သွားကြပါတော့တယ်။ဘာဖြစ်လို့လဲတရေတွေးလို့လာလို့မေးရလူဦးကတရေကြည့်ရတာထက်တောင်ပိုကြောက်เสียကောင်းတယ်လို့ပြန်ဖြေပါတယ်။ရောင်မျက်လုံးပွင့်လာတဲ့အခါမှာတော့စီချန်ရဲ့ကတင်ပေါ်မှာသူမအိပ်ပျော်နေတာကိုတွေးလိုက်ရပါတယ်။စီချန်ပါနိုးလာခဲ့ပြီးအပြင်ကအတင်းသားတွေကသူတို့နှစ်ယောက်ကိုဝိုင်းကြည့်ကအမျိုးမျိုးထင်ကုန်ကြပါတော့တယ်။စီချန်ကရောင်ရဲ့အိပ်ယာကပေနေလို့ဒီမှာလာအိပ်တာပါလို့ရှင်းပြရာရွှေမင်းကအိမ်မှာတခြားအိပ်ယာတွေအများကြီးရှိတာကိုဘာလို့မင်းကတင်ပေါ်လာအိပ်တာလဲလို့မေးလိုက်ပါတယ်။စီချန်ကသူကတခြားသူတွေရဲ့အိပ်ယာကိုမပေးစေချင်လို့လေလို့ကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီမှာလူအိုကအကိုဒီတခါတော့အကိုတကယ်အောင်မြင်သွားပြီကောင်မလေးကိုကရင်ပေါ်အထိခေါ်လာနိုင်ခဲ့ပြီလို့ပြောရစီချန်ကသူကဘွဲရပြီးမင်္ဂလာဆောင်လို့ရတဲ့အရွယ်ရောက်နေပြီလို့ပြန်ချေပလိုက်ပါတယ်အဲ့ဒီနောက်စီချန်ကအားလုံးကိုအပြင်ထွက်ခိုင်းလိုက်ပါတယ်ရောင်ကတော့ရှက်လွန်းလို့စောင်းကြီးခြုံပြီးကျမ်းပြင်ပေါ်မှာထိုင်နေတာပါစီချန်ကဆောင်းကိုဖယ်လိုက်တော့ရောင်ကမနေ့ကငါအရန်အေးပြီးအိတ်ချင်လွန်းလို့ဒီမှာလာအိတ်မိတာပါတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်စီချန်ကရှေးခေတ်တာဆိုရင်မင်းဒီနေ့ရေထဲခုံချသေးရမလားဒါမှမဟုတ်ငါကပဲမင်းကိုထက်ယူရမလားလို့စလိုက်ပါတယ်အဲ့ဒီနောက်စီချန်ကရောင်အိတ်ရပေးမပေးလိုက်စစ်နေတာကြောင့်ရောင်ကပေးရင်လဲငါဘာသာလျှော့ပါမယ်ဆိုပြီးဆောင်းကိုလူဆွဲရမှာရောင်တယောက်စီချန်ရဲ့ရင်ခွင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်အဲ့ဒီစင်ကိုရှောင်မှန်မြင်သွားခဲ့ပြီးဘာမှမမြင်တယ်လို့နဲ့အမြန်လှည့်ထွက်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့အားလုံးလက်လွှင့်ပြီးဂိမ်းဆော့ကြပါတယ်ရောင်ဂိမ်းဆက်ကစားတာနဲ့စီချန်ကရောင်အာယုံစိုက်မရအောင်ဘေးနာတိုးကပ်ပြီးနှောက်ယှက်ပါတော့တယ်ဒါကြောင့်ရောင်ကဂိမ်းထဲမှာ character ရွေးတာမှားသွားခဲ့ပါတယ်စီချန်ကမင်းညံရည်တွေဒီလောက်တောင်နှိမ့်ကျသွားတာလားလို့လောင်ရာရောင်ကငါမေ့သွားလို့ပါလာမရှုပ်ပါနဲ့တော့လို့ပြောပေမဲ့စီချန်ကမရက်ပဲမနေ့ကမင်းငါကတင်ပေါ်မှာတုံချစီချနဲ့ဖြစ်နေတာကိုသတိရသွားလို့ပါလို့ထပ်ဆလိုက်ပါတယ်ဒီစကားတန်တွေကိုလင်းကနေပြိသက်တွေအကုန်ကြားသွားခဲ့တာကြောင့်ရောင်အရန်ဒေါသထွက်သွားရပါတယ်အဲ့ဒီမှာဖန်ကောင်မလေးတယောက်ကရောင်စီစာပို့ပြီးနေငါယောက်ျားကိုမတန့်ရှင်းအောင်လှုပ်လိုက်ပြီးဆိုပြီးစီချန်ကိုသူမရဲ့ယောက်ျားဖြစ်ပြောဆိုလာပါတယ်ရောင်ကငါနဲ့ယောက်ျားကိုလက်နဲ့တောင်မထိဘူးသူကတန့်ရှင်းပါသေးတယ်လို့ပြန်ပြောလိုက်ပေမဲ့စီချန်ကတော့မနေ့ကအကြောင်းကိုပြိသက်တွေကိုအကုန်လိုက်ပြောပြနေပါတော့တယ်နောက်ဆဲမှာတော့ရောင်ရဲ့ရီစာဟောင်းရမ်းရောက်လာပြီးရောင်ကိုအတင်းဖက်လိုက်ပါတယ်ရောင်ကတွန်းထုတ်နေတော့ရန်ကပြန်တွဲဖို့စီးရုံနေခဲ့တာပါအဲ့ဒီအချိန်မှာစီချန်ရောက်လာပြီးရောင်စီကပတ်စံတောင်းကမဟုတ်တွားဝယ်ပါတော့တယ်စီချန်ကရန်ကိုကြည့်ပြီးငါကတော့ပြဿနာမရှိပါဘူးဒါပေမဲ့အရက်ပူလေးကဖိုင်နယ်ပွဲပြန်ရတော့မှမို့လို့သူ့ကိုဂိမ်းပဲအာယုံစိုက်ပါစေလို့ပြောပြီးထွက်သွားခဲ့ပါတယ်ရောင်ကလည်းရန်ကိုပြက်ပြက်တသားညှင်းပယ်လိုက်တာကြောင့်ရန်လည်းထွက်သွားခဲ့ရပါတယ်အဲ့ဒီနောက်စီချန်ပြန်ရောက်လာပြီးရန်နဲ့နင်းနဲ့ဘာတွေဖြစ်နေတာလဲလို့မေးရရောင်ကငါတို့ကတငယ်ချင်းတွေပါပဲလို့ပြန်ဖြေပြီးအိမ်ထဲဝင်သွားခဲ့ကြပါတယ်နောက်ဆဲမှာတော့ရောင်တယောက်တို့သမီးဝစ်စုံကြီးဝတ်ထားပြီးစီချန်နဲ့မင်္ဂလာဆောင်နေတာကိုတွေ့ရပါတယ်စီချန်ကသူမနာတိုးကပ်လာချိန်မှာတော့ရောင်ရုတ်တရက်နိုးလာခဲ့ရပါတယ်အမှန်တော့ဒါဟာရောင်ရဲ့အိမ်မက်ပဲဖြစ်နေခဲ့တာပါနောက်ဆဲမှာတော့ရောင်နဲ့တိုင်တို့ရဲ့တိုင်ပွဲစတင်ပါတော့မယ်ရောင်တယောက်စိတ်လှုပ်ရှားပြီးပရိပူလော်ဖြစ်နေတာကိုစီချန်ကမြင်တော့ရှုံးသွားလဲရပါတယ်ငါနင့်ဘေးမှာရှိတယ်လို့အားပေးခဲ့ပါတယ်တိုင်ပွဲစတင်တဲ့အခါမှာတော့ရောင်ကအစွမ်းကုန်စူးစမ်းကစားခဲ့တာကြောင့်အနိုင်ရရှိသွားခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့အားလုံးဘာဘီကျူးသွားစားဖို့ဘတ်စကားပေါ်မှာလိုက်ပါလာကြပါတယ်ရောင်ကဖုန်းထဲမှာစီချန်ရဲ့သတင်းစာရှင်းလင်းပွဲဗီဒီယိုကိုကြည့်နေခဲ့ပါတယ်အဲ့ဒီမှာစီချန်ကရောင်ကိုလှမ်းကြည့်နေတာကိုဖန်တွေကကတ်မှန်တွေရေးနေကြတာပါစီချန်ကဒါဗီဒီယိုအဟောင်းကြီးပါဆိုပြီးရောင်ရဲ့ဖုန်းကိုလူယူလိုက်ပါတယ်ရောင်ကဖုန်းပြန်လူနေတော့ဘတ်စကားကရုတ်တရက် break ဆွဲလိုက်တာကြောင့်ရောင်လဲကျသွားမလို့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့စီချန်ကရောင်ကိုအမိလှမ်းဖမ်းလိုက်တာကြောင့်ရောင်ကစီချန်ရဲ့ရင်ခွင်ပေါ်ကိုထပ်မံလဲကျသွားခဲ့ရပြန်ပါတယ်အတင်းသားတွေအကုန်အံ့အားသင့်သွားကြပြီးလူအိုကတော့အဲ့ဒီပုံရိုက်ပုံကိုဓာတ်ပုံခိုးရိုက်လိုက်ပြန်ပါတယ်လူအိုကဒီပုံကိုအမေဖြစ်သူစီပို့ဖို့ပြင်ရစီချန်ကပုံကိုဖျက်လိုက်လို့ပြောပေမဲ့လူအိုကမဖျက်ပါဘူးစီချန်ကဒါကဒုက္ခရောက်နေသူကိုကူညီတဲ့လူသားဆန်မှုပါလို့စင်ကြေပေးလိုက်တာကြောင့်ရောင်ကမကြေမနက်ဖြစ်သွားရပါတယ်နောက်တော့အားလုံးညစာအတူတူစားကြပါတယ်အဲ့ဒီအချိန်မှာစီချန်ရဲ့ဖုန်းစီဖုန်းဝင်လာတာကြောင့်ရောင်ကစီချန်ရဲ့ရီးစားခေါ်တာလို့ထင်နေခဲ့ပါတယ်အမှန်တော့စီချန်ရဲ့အမေကရောင်အကြောင်းကိုလှမ်းမေးနေတာပါစီချန်ကငါတို့ကြားမှာဘာမှမရှိပါဘူးလို့ညင်းဆိုရအမေဖြစ်သူကကြိုက်တဲ့သူရှိရင်လည်းပြောပါလို့ပြန်ပြောပါတယ်စီချန်ကဖုန်းပြောဖို့ဘေးကိုခဏဖယ်သွားတာကိုရောင်ကရီးစားနဲ့ပြောနေတဲ့အထင်နဲ့အနားကိုလှမ်းကြောင်းကြည့်ရစီချန်ကငါအမေပါလို့ပြောလိုက်တော့မှရောင်တယောက်တပြင်းချနိုင်ပါတော့တယ်အဲ့ဒီနောက်စီချန်ရဲ့အမေကမင်းမိမခေါ်တွေ့ပွဲဝင်ဒေးတွားတဲ့တယ်လို့ပြောရစီချန်ကငါမှအချိန်မရှိဘူးဆိုပြီးဖုန်းချက်ချင်းချပစ်လိုက်ပါတယ်ဒါပေမဲ့လူအိုကအမေဖြစ်သူစီပြန်ဖုန်းဆက်ပြီးစီချန်သွားပါလိမ့်မယ်စိတ်မပူပါနဲ့လို့ပြောလိုက်တာကြောင့်စီချန်တယောက်ညီဖြစ်သူကိုဒေါသကြီးကြည့်လိုက်ပါတော့တယ်စီချန်တယောက်မိန်းကလေးတယောက်ကိုအိမ်လိုက်ပို့ထွက်သွားခဲ့ပါတယ်အဲ့ဒီမိန်းကလေးကလူအိုကိုအိမ်ထဲလိုက်ခဲ့ဖို့ပြောပြီးရေချိုးခန်းထဲကနေမိခင်ဖြစ်သူကိုဒီကောင်လေးကိုသဘောကျတယ်လို့ဖုန်းဆက်ပြောခဲ့ပါတယ်နောက်တော့စီချန်ကသူမကိုကားပေါ်တင်ပေးပြီးမင်းကအရန်လာပါတယ်ဒါပေမဲ့ငါတို့ကအတူတူဆက်သွားဖို့မဟုတ်ပါဘူးလို့ပြောပြီးအိမ်ပြန်ပို့လိုက်ပါတယ်အိမ်မှာတော့ရောင်ကစီချန်ကိုစောင့်နေပြီးကားတန်ကြားတာနဲ့အောက်ဆင်းလာကဘာလို့ဒီလောက်စောစောပြန်လာတာလဲလို့မေးပါတယ်စီချန်လည်းသူမအတွက်ဝယ်လာတဲ့မုံတွေကိုပေးတာကြောင့်ရောင်ရန်ပျော်သွားခဲ့ပါတယ်နောက်တစ်နေ့ပြိုင်ပွဲမှာတော့ရောင်ရဲ့အသင်းအနိုင်ရရှိခဲ့ပေမဲ့တခြားအသင်းကကစားသမားတယောက်ကွန်းကသူမရဲ့ character ကိုအကြိမ်ကြိမ်တက်သွားခဲ့တာကြောင့်ရောင်တယောက်စိတ်ညစ်နေခဲ့ပါတယ်ကွန်းကရောင်စီလာပြီးသူ့ရဲ့ပရိသတ်တွေကိုနှုတ်ဆက်ပေးဖို့တောင်းဆိုရရောင်လည်းလုပ်ပေးခဲ့ပါတယ်ပရိသတ်တယောက်ကနှစ်ယောက်သားလိုက်ဖက်လိုက်တာလို့ကတ်မှတ်ရေးတာကိုစီချန်ကြားသွားပြီးကွန်းကိုချက်ချင်းထွက်သွားခိုင်းပါတယ်ကွန်းထွက်သွားခါနီးရောင်ကိုဝက်ချက်တောင်းလို့ရောင်လည်းပေးလိုက်ပါတယ်
အိမ်ပြန်လမ်းမှာကွန်းကရောင်စီစာတွေစက်တိုက်ပို့တာကြောင့်ရောင်မကြိုက်ပဲစီချန်ကိုတယောက်ယောက်ကငါ့ကိုလာဆက်နေတယ်သူ့ကိုမြေမြုပ်ပစ်ချင်စိတ်ပေါက်နေပြီလို့ပြောပြပါတယ်အဲ့ဒီတော့မှစီချန်လဲစိတ်အေးသွားပြီးကိုရီးယားလိုသူကငါရဲ့ရီးစားပါမနှောက်ယှက်နဲ့လို့ကွန်းစီစာပို့လိုက်ပေမဲ့ရောင်ကဘာပြောမှန်းနားမလည်ခဲ့ပါဘူးနောက်တော့ဂျင်ယန်စီသွားပြီးအဲ့ဒီအတန်ဖိုင်ကိုဖွင့်ပြတော့ဂျင်ယန်ကသူကနင့်ကိုငါရီးစားပါလို့ပြောတာပဲလို့ရှင်းပြလို့ရောင်အံ့အားသင့်သွားပါတယ်တစ်ဖက်မှာကွန်းကစီချန်စီမင်းတို့တကယ်တွဲနေလားဆိုတာကိုငါစောင့်ကြည့်နေမယ်လို့စာပို့ပါတယ်ရောင်လဲစီချန်စီသွားပြီးရှင်ကိုယ်တိုင်မိမခေါ်တွေ့ပွဲတွေသွားနေတာကြတော့ကျမတခြားသူနဲ့တွဲတာကိုမတားနဲ့လို့ပြောပြီးထွက်သွားပါတယ်နောက်တစ်နေ့ပြိုင်ပွဲမှာလူအိုကစီချန်စီပန်းစီကြီးယူလာပေးပြီးကွန်းပါရောက်လာပါတယ်ရောင်ကဒါကရှင်ပွင့်တေးသွားခဲ့တဲ့မိန်းကလေးလားလို့မေးရစီချန်ကဟုတ်တယ်လို့ဖြေပါတယ်ရောင်ကလူအိုဘက်လက်ကြည့်ပေမဲ့စီချန်ကသူမရဲ့ခေါင်းကိုလှည့်ပေးပြီးသူ့ကိုကြည့်မနေနဲ့ဒါမှမဟုတ်ယုံကြည်သွားအောင်ငါတို့နမ်းရလိမ့်မယ်လို့ပြောပါတယ်နောက်တော့ပွဲစပြီးအနိုင်ရတဲ့အခါကွန်းကရောင်စီခုံမာသည့်အထုပ်လာပေးတာကိုစီချန်မြင်သွားပြီးအရန်ဒေါသထွက်သွားကကွန်းမင်းရဲ့လုပ်ရက်တွေကိုဘာလို့မရက်တာလဲရောင်ကငါရဲ့ရီးစားဆိုတာဘယ်နှခါပြောရမလဲလို့ပွန့်ပွန့်လင်းလင်းထပ်ပြောလိုက်တာကြောင့်ကွန်းလဲထွက်သွားခဲ့ရပါတယ်ဒုတိယပွဲမှာစားတက်ဆအတင်းထက်နိုင်ပါတယ်အပြင်ထွက်တဲ့အခါရှောင်းမန်ကရောင်ရဲ့ဖနက်ကိုနင်းမိလို့ရောင်လဲကြမလို့ဖြစ်တာကိုစီချန်လှမ်းဖမ်းလိုက်ပြီးလမ်းလျှောက်ရင်ကက်စီယန်ချိုးတဲ့နေလို့လာလို့စနောက်ကချီသွားပါတော့တယ်နောက်တော့စီချန်လဲလွှင့်နေတော့ရောင်ကလူအိုကိုညင်းလိုက်ပြီးဆိုပြီးဘာလို့သူ့ကိုဝက်ချက်ပေးခဲ့တာလဲလို့မေးရစီချန်ကဖြတ်ပြီးလို့ဖြေပါတယ်အဲ့ဒီအချိန်မှာလူအိုစီကဖုံးလာပြီးနောက်ဆုံးအနေနဲ့တွေ့ကျင်တယ်လို့ပြောကြောင်းစီချန်ကပြောပြပါတယ်ရောင်ကမတော်ဖို့တားချင်ပေမဲ့နှစ်ချက်တက်ထားတယ်ထင်ပြီးတိုးတိုးပြောတာကိုစီချန်ကြားသွားပါတယ်အောက်ထပ်ဆင်းသွားတော့စီချန်ဆိုဖာပေါ်မှာအိတ်နေတာတွေ့ရလို့မတော်ဘူးလားမေးရစီချန်ကမတော်ဘူးတယောက်ယောက်ကပြောလို့ဖြေတာကြောင့်ရောင်လဲသူကောင်းဆောင်ဂိမ်းအာယုံစိုက်နိုင်အောင်လို့ရှင်းပြပြီးထွက်သွားပါတယ်နောက်တော့ရှောင်းပန်ကစီချန်ရဲ့ရွှေငါးတွေပျောက်နေတာကိုသိသွားပါတယ်ရောင်လဲသူမရဲ့ကြောင်ကိုသွားစစ်ဆေးရကြောင်းကစီချန်ရဲ့ငါးတွေကိုစားထားတာတွေ့ရပါတယ်ကြောက်လန့်ပြီးပလတ်စတစ်ငါးသွားထိုးထည့်ထားပေမဲ့စီချန်ကတန်တရားဝင်လာတာကြောင့်ရောင်လဲအမှန်တိုင်းဝန်ခံလိုက်ရပါတယ်စီချန်ဒေါသထွက်လာပြီးနောက်ဒဏ်ရာရထားတဲ့ရောင်ရဲ့လက်ကိုပတ်တီးလာစီးပေးပါတယ်မနေ့ကျတော့ကြောင်အတန်ကြောင့်နိုးလာပြီးကြောင်ကစီချန်နဲ့အတူအိတ်နေတာကိုတွေ့ရပါတယ်ကြောင်ကစီချန်ကိုစောင်းကြုံပေးတော့စီချန်ကကြောင်ထင်ပြီးသူမရဲ့ခေါင်းကိုဆွဲကင်လိုက်ပါတယ်စီချန်နိုးလာပြီးရောင်ကိုတွေ့တော့ဒီမှာဘာလာလောက်တာလဲလို့မေးရငါကြောင်ကိုတက်လိုက်လာစစ်ကြည့်တာပါလို့ဖြေပါတယ်စီချန်ကကျမ်းမာနေတဲ့ကြောင်ကဘလို့လုတ်သေးမလဲလို့ပြန်ပြောပါတယ်နောက်တော့ငါအစ်စ်ဝယ်ဖို့သွားကြပြီးဆိုင်ရှင်ကသမီးပြောတာပဲနားထောင်လိုက်ပါလို့ပြောတာကိုစီချန်ကသူကငါကောင်မလေးမဟုတ်ပါဘူးလို့ပြန်လဲတုတ်ပြန်ခဲ့ပါတော့တယ်နောက်စိတ်မှာတော့ရောင်ကသူမရဲ့ပြိုင်ဘက်တိုင်ရဲ့ live ကိုကြည့်နေခဲ့ပါတယ်စီချန်ရောက်လာတဲ့အခါရောင်ကငါးတိုင်းကိုအယမ်းမုန်းတာပဲသူကလိန်ညာတက်တဲ့သူ professional ဂိမ်းကစားသမားတွေအကုန်လုံးကလိန်ညာတက်ကြတာပဲလို့ပြောလိုက်ရစီချန်လဲ professional ဂိမ်းကစားသမားတယောက်ဖြစ်တာကြောင့်စိတ်တူသွားပါတော့တယ်အဲ့ဒီနောက်ရောင်ကသူမရဲ့လက်မှာတိုင်ရဲ့အကြောင်းမကောင်းတွေလိုက်ပြောခဲ့ပါတယ်နောက်စိတ်မှာတော့စစ်တပ်ကအသင်းနဲ့တိုင်ရဲ့အသင်းတို့ပြန်ပွဲစဉ်ရှင်ပြိုင်ကြပြီးပထမပွဲမှာစစ်တပ်ကအသင်းအနိုင်ရရှိခဲ့ပါတယ်ရောင်တန့်စင်ကန်သွားပြီးအပြန်မှာတော့တိုင်ကလမ်းမှာပိတ်ထားပြီးနင်ဘာလို့ငါအကြောင်းတွေလိုက်ပြောနေတာလဲလို့မေးရရောင်ကငါဘာလို့နင်းနဲ့ဘာဆိုင်လဲလို့ပြန်ပြောခဲ့ပါတယ်တိုင်ကနင်းငါကိုလက်စားချေချင်နေတာလားလို့မေးရင်းရောင်ရဲ့လက်ကိုအတင်းဆွဲကင်ထားတာကြောင့်ရောင်ကတိုင်ရဲ့လက်ကိုကိုက်ပစ်လိုက်ပြီးထွက်ပြေးခဲ့ပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါရောင်ကရှောင်းပန်နဲ့စကားပြောရင်းနောက်ပြန်ရှောက်လာစဉ်စီချန်နဲ့တိုက်မိသွားပါတယ်စီချန်ကမင်းငါကိုဘာပြောစရာရှိလို့လဲလို့မေးရရောင်ကတန့်စင်ကန်အပြင်မှာတိုင်နဲ့တွေ့ခဲ့ပုံနဲ့တိုင်ကချင်းချောက်တာကြောင့်သူ့၏လက်ကိုကိုက်ပစ်ခဲ့ကြောင်းအကုန်ပြန်ပြောပြခဲ့ပါတယ်စီချန်ကအံ့အားသင့်သွားပြီးမင်းရံမဖြစ်ရဘူးလို့ငါပြောထားတာမို့လို့လက်ကိုကိုက်လိုက်တာပေါ့လေဆိုပြီးမကြေမနက်ဖြစ်ကရောင်ကိုအိမ်အပြင်မှာအဖြစ်ပေးတဲ့အနေနဲ့ဒီတိုင်းထားလိုက်ပါတော့တယ်အသင်းသားတွေကိုလည်းရောင်ကိုအိမ်ထဲမပေးဝင်ဖို့မှာထားခဲ့ပါတယ်ရောင်ကရှောင်းပန်စီတကားဖွင့်ပေးဖို့စာပို့ပေမဲ့ရှောင်းပန်ကမဖွင့်ပေးပါဘူးညနေတဲ့အထိအပြင်မှာနေခဲ့ရပြီးအစားအသောက်တွေရောက်လာတော့မှရောင်ကစီချန်စီငါကိုအိမ်ထဲပေးဝင်ပါတော့မဟုတ်ရင်အားလုံးငတ်သေးကုန်လိမ့်မယ်လို့စာပို့လိုက်တာကြောင့်စီချန်ကအိမ်ထဲပေးဝင်လိုက်ပါတယ်စီချန်ကမင်းရဲ့အမားကိုတိလားလို့မေးရရောင်ကတိပါတယ်အဲ့ဒီလိုအခြေအနေမှာအတန်ကြဲကြဲအော်ပြီးနင့်ကိုခေါ်ခဲ့ရမှာလို့ပြန်ဖြေခဲ့ပါတယ်နောက်ဆေးမှာတိုင်ရဲ့လက်ကိုဖွင့်ထားစဉ်စီချန်ကရောင်ကိုမကြည့်ဖို့တားပေမဲ့ရောင်ကသူတို့လိန်နာတွေကိုကြည့်ပြီးငါတို့တင်ယူရမယ်ယောက်ျားတွေအကုန်လုံးကသူ့လိုပဲလိန်ညာတက်ကြတာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီမှာစီချန်ကရောင်ရဲ့လက်ကိုဆွဲယူလိုက်ပြီးမင်းငါကိုယုံလို့ရပါတယ်ငါကတခြားယောက်ျားတွေနဲ့မတူဘူးလို့အတီလင်းပြောလိုက်တာကြောင့်ရောင်တယောက်အံ့အားသင့်သွားခဲ့ရပါတယ်အသင်းသားတွေကလည်းသူတို့နှစ်ယောက်ကြားဘာတွေဖြစ်နေတာလဲဆိုတာကိုဇဝေဇဝါဖြစ်ကုန်ကြပါတယ်နောက်တစ်နေ့မှာတော့တိုင်ရဲ့ရီးစားပေါ်ဖောက်ပြန်တဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ရောင်ကစီချန်စီသွားပြီးတိုင်ရဲ့ရီးစားအတွက်စိတ်မကောင်းလိုက်တာငါတို့အတိုင်းဝိုင်းကဒီလိုပါပဲလားလို့ညီးတွားရစီချန်ကမဟုတ်ပါဘူးအကုန်လုံးမတူပါဘူးငါတို့အတိုင်းဝိုင်းမှာအချောလှရိုးသားတဲ့သူတွေလည်းရှိပါသေးတယ်ဥပမာငါလိုမျိုးပေါ့ငါနဲ့စမ်းတွဲကြည့်မလားလို့ချက်ချင်းခံစားချက်ကိုဖွင့်ဟလိုက်ပါတော့တယ်ရောင်ကစီချန်ဆက်နောက်နေတဲ့အထင်နဲ့ထထွက်ဖို့ပြင်ရစီချန်ကတားမြစ်ပြီးမင်းပါလို့ထူးဆန်းနေတာလဲငါမင်္ဂလာဆောင်ဖို့တောင်းဆိုတာမှမဟုတ်သေးတာလို့ပြောပါတယ်ရောင်ကအရေးမပါတာတွေလာမပြောနဲ့ဘယ်သူမှဒီလိုချစ်ရေးမဆိုကြဘူးလို့ပြောရစီချန်ကငါကလူကြီးလူကောင်းဆန်ဆန်ချစ်ရေးဆိုရင်ရောမင်းလက်ခံပါလားလို့မေးလိုက်ပါတယ်
ရောင်ကတွေးတောနေတာကြောင့်စီချန်ကမင်းငိမ်နေတာကိုငင်းပယ်တယ်လို့ယူဆရမလားလို့ထပ်မေးရရောင်ကငါမငင်းပါဘူးဒါပေမဲ့ဒါတွေကထူးဆန်းနေလို့ပါလို့ပြန်ဖြေပါတယ်စီချန်ကငါမင်းကို2 နာရီအချိန်ပေးမယ်အဲ့ဒီအချိန်အတွင်းအဖြေပေးရမယ်လို့သတ်မှတ်ပေးလိုက်ပါတယ်ရောင်တယောက်အဖြေပေးဖို့စီချန်အိမ်ပြန်လာကိုစောင့်နေခဲ့ပါတယ်စီချန်ပြန်ရောက်လာတဲ့အခါရောင်ကအဖြေမပြောခင်တေချာစဉ်းစားပါဦးလို့ပြောပြီးစီချန်ကိုတွားရောက်ဖတ်လိုက်တာကြောင့်စီချန်လည်းရောင်ကသူ့ကိုလက်ခံလိုက်ပြီဆိုတာနားလည်သွားခဲ့ပါတယ်နောက်စိန်မှာရောင်ကအွန်လိုင်းပေါ်မှာဂျင်ယန်က IG ရဲ့ကြီးစားဖြစ်ပြီးသူ့ပတ်စံတွေကိုတုံ့ဖြုံနေတာဆိုတဲ့ကမ်းမှန်ကိုမြင်ပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်ညအိတ်မပျော်ပဲဖြစ်နေတော့စီချန်စီကအိတ်မပျော်ဘူးလားဆိုတဲ့စာရောက်လာပါတယ်ရောင်ကမဟုတ်ပါဘူးလို့ညင်းပေမဲ့စီချန်ကရေနွေးယူတဲ့စင်ကြင်နဲ့ရောင်ရဲ့အခန်းထဲရောက်လာခဲ့ပါတယ်စီချန်ကရောင်စိတ်မကောင်းဖြစ်နေတာကိုမြင်တော့ရောင်ကအွန်လိုင်းကကမ်းမှန်ကိုပြလိုက်ပြီးရှင်တယောက်တည်းပဲနေတာပိုကောင်းမယ်ထင်တယ်လို့ပြောလိုက်ပါတယ်စီချန်ကငါအခုမင်းနဲ့ခွဲမနေနိုင်တော့ဘူးတခုခုဖြစ်ရင်ငါအပြည့်အဝတာဝန်ယူမယ်လို့ပြောရင်းရောင်ရဲ့အနီးကိုတိုးကက်ကဒီနေ့ညငါတို့တညလုံးမအိပ်ပဲတယောက်ချင်းဂိမ်းဆော့ကြမလားလို့စနောက်လိုက်ရရောင်ကစီချန်ရဲ့ရည်ရွယ်ချက်ကိုရိပ်မိပြီးအခန်းပြင်ကိုအတင်းတွန်းထုတ်လိုက်ပါတော့တယ်နောက်စိမ့်မှာတော့သတင်းစာရှင်းလင်းပွဲပြုလုပ်ရစီချန်ကိုမေးခွန်းတွေအများကြီးမေးကြပါတယ်အဲ့ဒီမှာစီချန်ကငါသဘောကျရတဲ့သူရှိနေပြီလို့တရားဝင်ကြေညာလိုက်တာကြောင့်သတင်းထောက်တွေအံ့အားသင့်သွားကြပါတယ်စီချန်ကရောင်ရဲ့နာမည်ကိုထုတ်မပြောပေမဲ့စပွဲအောက်ကနေရောင်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆွဲကင်ထားခဲ့ပါတယ်အိမ်အပြန်ဘတ်စကားပေါ်မှာရောင်ကဖုန်းကြည့်နေတော့စီချန်ကသဘောကျတဲ့သူရှိတယ်လို့ပြောတော့စပွဲအောက်မှာရောင်ရဲ့လက်ကိုကင်ထားတာဆိုတဲ့ post ကိုတွားတွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာဘတ်စကားကလိုင်ကောင်းထဲဝင်သွားတာကြောင့်စီချန်ကအခွင့်အခါကောင်းကိုယူပြီးရောင်ကိုရုတ်တရက်အနမ်းပေးလိုက်ပါတော့တယ်လိုင်ကောင်းထဲကထွက်လာတော့စီချန်ကအိပ်ပျော်ခြင်းအောင်စောင့်နေခဲ့ပြီးရောင်ကတော့ရှက်ရွံ့ပဟေလီဖြစ်ကြံခဲ့ရပါတယ်အိမ်ရောက်တော့စီချန်ကရောင်ကိုမင်းကအခန်းမှာပစ္စည်းတစ်ခုခုကြံခဲ့တယ်ထင်တယ်လို့စာပို့ပြီးခေါ်လိုက်ပါတယ်ရောင်ကဘာမှမကြံခဲ့ပါဘူးလို့ညင်းပေမဲ့စီချန်ရဲ့အခန်းစီတွားခဲ့ပါတယ်အခန်းထဲရောက်တော့စီချန်ကရောင်ကိုဖက်လိုက်ရရောင်ကတစ်ခုခုစားခြင်းလို့လားလို့မေးပါတယ်စီချန်ကဒီနေ့ညမင်းကိုပဲစားချင်တာလို့ပြောရင်းရောင်ကိုစတင်နမ်းရှိုက်ပါတော့တယ်ရောင်ကစီချန်ကိုအသာတွန်းထုတ်ပြီးမနှက်ဖြန်မှာငါတို့တိတ်တွားကြတာပေါ့လို့ပြောရစီချန်လဲသဘောတူလိုက်ပါတယ်နောက်တစ်နေ့မှာတော့နှစ်ယောက်သားတိတ်လို့ဖို့အပြင်ထွက်လာခဲ့ကြပါတယ်ဂိမ်းရုံမှာဂိမ်းစော့ကြရင်စီချန်ကအယုတ်တွေအများကြီးအနိုင်ရခဲ့ပါတယ်ရောင်ကအယုတ်နှစ်ယုတ်ကိုကင်ပြီးဘယ်ယုတ်ကပိုချစ်စရာကောင်းလဲလို့မေးရစီချန်ကအလဲကအယုတ်လေးပါဆိုပြီးရောင်ကိုညွှန်ပြလိုက်တာကြောင့်ရောင်တယောက်မျက်နှာလေးရဲတုတ်ကရှက်သွားခဲ့ရပါတယ်အဲ့ဒီနောက်ရောင်ကစီချန်ကိုအချစ်ပိုစွာပြန်လဲနမ်းရှိုက်လိုက်ပါတယ်အဲ့ဒီနောက်ရုပ်ရှင်သွားကြည့်ကြပြီးရုပ်ရှင်ရုံထဲမှာလည်းနှစ်ယောက်သားမျက်နှိုးစွာအနမ်းချွေရင်ဒိတ်လုတ်ခြင်းကိုပျော်ရွှင်စွာကုံလုံးစေခဲ့ပါတယ်နောက်တစ်နေ့မှာတော့ပွဲတစ်ခုကိုတက်ရောက်ဖို့ဟိုတယ်မှာတဲခိုကြပါတယ်ရောင်ကအမေဖြစ်သူနဲ့ဖုန်းပြောပြီးအပြန်မှာကလေးလေးတစ်ယောက်ရောက်လာပြီးငါကအမှားဖန်ပါမမနဲ့ဂိမ်းစော့ရတာငါရဲ့အိမ်မက်ပါလို့ပြောလာခဲ့ပါတယ်အဲ့ဒီအချိန်မှာစီချန်ကရောင်ကိုလိုက်ရှာရင်းရောက်လာပြီးငါမင်းကိုမိနစ်30လောက်လိုက်ရှာနေတာပြန်ပေးဆွဲသွားပြီးတောင်ထင်တာလို့ပြောရရောင်ကငါစီမှာပြန်ပေးဆွဲခံရလောက်အောင်ပတ်စံမှမရှိတာလို့ပြန်ဖြေပါတယ်စီချန်ကရောင်ကိုထပ်မံနမ်းရှိုက်လိုက်ပြန်ပါတယ်ကွက်တီဆိုသလိုအဲ့ဒီစင်ကိုရှောင်းမှန်မြင်သွားခဲ့ရပါတယ်ရှောင်းမှန်အတွက်တော့ကဘာကြီးပျက်စီးသွားသလိုခံစားလိုက်ရပြီးလက်ထဲကရေဘူးကြီးပြုတ်ကျသွားခဲ့ပါတယ်အတန်ကြောင့်စီချန်နဲ့ရောင်တို့လှည့်ကြည့်လိုက်ရရှောင်းမှန်ကိုတွေးလိုက်ရတာကြောင့်အခန်းတီးတီးစီပြန်သွားခဲ့ကြပါတယ်စီချန်ကရောင်နဲ့ဖုန်းပြောနေတော့ဘေးမှာရှိတဲ့ရှောင်းမှန်ကမင်းတို့ချစ်သူတွေဖြစ်နေတာကိုလာမကြွားနဲ့လို့ဒေါသထွက်နဲ့ပြောရစီချန်ကမင်းကဘာဖြစ်နေတာလဲလို့မေးလိုက်ပါတယ်ရှောင်းမှန်ကအဲ့ဒီစင်ကငါကောင်းတဲ့ကထွက်မသွားဘူးမြေကြီးတာပွင့်သွားရင်ငါငုတ်ရှိုးသွားခြင်းတယ်လို့ရင်ဖွင့်လိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါလူအိုကစီချန်နဲ့ရောင်တို့ရဲ့ဓာတ်ပုံကိုတွားတွေ့သွားပြီးအံ့အားသင့်သွားကအသင်းသားတွေအကုန်လုံးကိုအဲ့ဒီဓာတ်ပုံကိုလိုက်ပြပါတော့တယ်အခုဆိုရင်တော့အသင်းသားတွေအကုန်လုံးစီချန်နဲ့ရောင်တို့ရဲ့အချစ်ဇလန်းကိုသိရှိသွားကြပါပြီအဲ့ဒီအချိန်မှာရောင်ရောက်လာတော့လူအိုကဓာတ်ပုံကိုပြလိုက်တာကြောင့်ရောင်လဲလန့်သွားခဲ့ရပါတယ်လူအိုကဒါဘာဖြစ်တာလဲလို့မေးတော့ရောင်ကစီချန်စီချက်ချင်းစာပို့လိုက်တာကြောင့်စီချန်ရောက်လာပြီးဘာမှမဖြစ်သလိုပြုမှုနေခဲ့ပါတယ်အသင်းသားတွေမေးခွန်းတွေအများကြီးမေးကြတော့မှစီချန်ကငါရောင်ကိုသဘောကျနေတာပါလို့တရားဝင်ဝန်ခံလိုက်ပါတယ်အမှန်တော့အသင်းသားတွေစိတ်ရှုပ်ထွေးသွားအောင်သဘောကျတယ်ဆိုတဲ့စကားလုံးကိုသုံးပြီးလမ်းကြောင်းလွှဲလိုက်တာပဲဖြစ်ပါတယ်နောက်တစ်နေ့မှာတော့အခြားအသင်းနှစ်ခုရဲ့ပြိုင်ပွဲကိုစကက်ခအသင်းသားတွေပါတွားရောက်ကြည့်ရှုခဲ့ကြပါတယ်အဲ့ဒီပွဲကိုရောင်ရဲ့ရီစာဟောင်းရန်ပါရောက်နေတာပါအွန်လိုင်းပေါ်မှာရောင်နဲ့စီချန်တို့အကြောင်းသတင်းတွေထွက်နေတာကြောင့်ရန်တယောက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာကင်မရာကရောင်နဲ့စီချန်တို့စီရောက်သွားပြီးပရိသတ်တွေကစီချန်ကိုရောင်ကိုနမ်းဖို့အော်ဟစ်တောင်းဆိုကြပါတော့တယ်စီချန်ကလည်းစခရင်ပေါ်မှာအားလုံးမြင်တွေ့နေရစင်မှာပဲရောင်ကိုအနမ်းပေးလိုက်တာကြောင့်စကတ်ကအသင်းသားတွေအကုန်လုံးအံ့အားသင့်သွားကြပါတယ်လူအိုကဆိုရင်သူ့အမေစီတောင်ဗီဒီယိုကောခေါ်ပြီးဒီစင်ကိုဓာတ်ရိုက်ပြသနေခဲ့တာပါအိမ်ပြန်ရောက်တော့ရောင်က live လွှင့်နေတော့စီချန်ရောက်လာပြီး live လွှင့်နေစင်မှာပဲရောင်ကိုထပ်မံနမ်းရှိုက်လိုက်တာကြောင့်ရောင်တယောက်အရန်ကိုလန့်သွားခဲ့ရပါတယ်နောက်တစ်နေ့မှာတော့စကတ်အသင်းနဲ့ Alpha အသင်းတို့ရှင်ပြိုင်ကြရမှာ Alpha အသင်းကအနိုင်ရရှိသွားခဲ့ပါတယ်ပွဲအပြီးရေချိုးခန်းထဲမှာကေနဲ့ကတ်တို့ရှုံးနေမှုအတွက်တယောက်နဲ့တယောက်အပြစ်တင်ကြရင်ရန်ဖြစ်ကြပါတော့တယ်ညစ်နဲ့တဲ့အထိကတ်အိမ်ပြန်မလာသေးတာကြောင့်ရောင်ကစီချန်စီသွားပြောရာစီချန်ကရောင်ကိုဆိုဖာပေါ်တွန်းလဲလိုက်ပြီးနမ်းဖို့ပြင်ရင်ဒီညငါနဲ့အတူကုံလုံးမလားလို့မေးလိုက်တာကြောင့်ရောင်စိတ်တူပြီးအောက်ထပ်ဆင်းသွားခဲ့ပါတယ်အောက်ထပ်ရောက်တော့ကတ်တယောက်ဆိုဖာပေါ်မှာအိပ်ပျော်နေတာကိုသွားတွေးလိုက်ရပါတယ်နောက်တစ်နေ့မှာတော့စီချန်အင်တာဗျူးဖြေနေစဉ်သတင်းထောက်ကရောင်နဲ့
ရီးစားဖြစ်တာကြောင့်အတင်းရှုံးရတာလို့ဖန်တွေကပြောနေကြတယ်လို့မေးတာစီချန်ကဒါငါတို့ရဲ့ကိုရေးကိုတာကိစ္စပါလက်မခံနိုင်တဲ့ဖန်တွေရှိရင်ငါ့ကိုမကြည့်ပဲနေနိုင်ပါတယ်လို့ပြက်ပြက်တသားပြန်ဖြေခဲ့ပါတယ်နောက်ဆင်းမှာတော့ရောင်မနှက်စာစားနေတော့ပါဆယ်ထုတ်တစ်ထုပ်ရောက်လာခဲ့ပါတယ်ပါဆယ်ထုတ်ကိုဖွင့်လိုက်တာနဲ့ရောင်ရဲ့အော်တန်ကျဲကြီးထွက်လာတာကြောင့်အားလုံးပြေးလာကြရရောင်ရဲ့လက်မှာသွေးတွေထွက်နေတာကိုတွေးလိုက်ရပါတယ်စီချန်ကရောင်ကိုချက်ချင်းခေါ်ထုတ်သွားပြီးအခြားသူတွေကြည့်လိုက်တော့ပါဆယ်ဘူးထဲမှာဓားခောက်လေးအတုံးတွေနဲ့တူရောင်နောက်တစ်ပွဲထပ်ပြန်ရင်ဒီထက်မကခံရမယ်ဆိုတဲ့ချင်းချောက်စာကိုတွားတွေးလိုက်ရပါတယ်စီချန်ကရောင်ရဲ့လက်ကိုပတီးစီးပေးနေတော့မန်နေဂျာယူပဲရောက်လာပြီးရောင်ရဲ့လုံခြုံရေးကအဓိကမို့လို့နောက်တစ်ပွဲမပြိုင်တာပိုကောင်းမယ်လို့ပြောလိုက်ပါတယ်ရောင်ကလည်းနောက်ပွဲမပြိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်တာကြောင့်စီချန်အရန်ဒေါသထွက်သွားပြီးကားမောင်းပြီးထွက်သွားပါတော့တယ်ရောင်တယောက်စီချန်အိမ်ပြန်လာကိုညှက်တဲ့အထိစောင့်ရင်းစာတွေပို့ကအိပ်ပျော်သွားခဲ့ရပါတယ်နောက်စိတ်မှာတော့စီချန်ရောက်လာပြီးရောင်ရဲ့ဘေးမှာလာအိတ်နေခဲ့ပါတယ်ရောင်နိုးလာတော့စီချန်ကိုဖတ်လိုက်ပြီးငါလည်းနင့်အတွက်စိတ်ပူနေတာပါလို့ပြောလိုက်ပါတယ်နောက်တညမှာလည်းစီချန်အိမ်ပြန်မလာသေးတာကြောင့်ရောင်ကရေချိုးခန်းထဲမှာမှန်ကြည့်ရင်ငါစီချန်နဲ့တွဲလိုက်တာမှားသွားတာလားဆိုပြီးတွေးတော့ဝမ်းနဲ့နေခဲ့ပါတယ်ဒဏ်ရာရထားတဲ့လက်ချောင်းလေးကိုရေစိမ့်လိုက်ရမှအရန်နာကျင်သွားပြီးအပြင်ထွက်လာချိန်မှာစီချန်ရောက်လာခဲ့ပါတယ်စီချန်ကရောင်ငူနေတာမြင်တော့ဒဏ်ရာရထားတဲ့လက်ချောင်းလေးရေဆိုသွားလို့နာလို့ပါလို့ရောင်ကပြောပါတယ်စီချန်ကစစ်တုပ်ပေးနေတော့ရောင်ကနင်လွန်ခဲ့တဲ့ရက်ပိုင်းကငါဒဏ်ရာအကြောင်းတခါမှမမေးဘူးနော်လို့ဝမ်းနဲ့စွာပြောရစီချန်ကငါကမင်းကိုပြုစုပေးဖို့လာတာပါမင်းမလို့ချင်းရင်ငါထွက်သွားပါမယ်လို့ပြောပြီးထားထွက်ဖို့ပြင်ပါတယ်ရောင်ကစီချန်ကိုအနောက်ကနေတင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီးငါမှားတာရှိရင်အပြစ်ပေးပါဒါပေမဲ့ဒီလိုကြီးအေးဆက်ဆက်မလုပ်ပါနဲ့နေငါကိုလမ်းခွဲချင်လို့လားလမ်းခွဲချင်ရင်အခုပဲပြောလိုက်ပါငါတိတ်ခါမကြအောင်ငါကပဲအရင်လမ်းခွဲပေးပါမယ်လို့ရိုးရိုးတိုးတိုးရင်ဖွင့်လိုက်ပါတယ်စီချန်ကလွန်ခဲ့တဲ့ရက်ပိုင်းကငါကိုငါမင်းအတွက်မထိုက်တန်ဘူးလို့ခံစားနေရတာငါမင်းကိုမကာကွယ်ပေးနိုင်ခဲ့ဘူးလေဒီလိုလူမျိုးကိုရောမင်းလက်ခံနိုင်သေးရဲ့လားလို့မေးရင်းရောင်ကိုမျက်နှိုးစွာနမ်းရှိုက်လိုက်ပါတော့တယ်နောက်တနေ့မနက်မှာတော့မန်နေဂျာရွဲကရောင်ကိုမမကန်ပါဆဲပိုးတဲ့သူကိုတွေ့ပြီးဖြစ်ကြောင်းပြောပြပြီးမှန်တစ်ချက်ပြလိုက်ပါတယ်အမှန်တော့ရောင်အိပ်ပျော်နေတော့စီချန်ကသူမရဲ့မျက်နှာပေါ်မှာအချစ်တင်ကေတာအတုံးလေးရေးဆွဲထားခဲ့တာပါရောင်ကစီချန်စီသွားပြီးအပြစ်တင်မှုပြင်ဆင်စီချန်ကငါပေါင်းပြီပဲဝစ်ထားတာနော်လို့ပြောလိုက်တာကြောင့်ရောင်ရှက်ပြီးထွက်ပြေးသွားခဲ့ရပြန်ပါတယ်နောက်တော့ပါဆယ်ပိုးလိုက်တဲ့အမျိုးသမီးရဲ့ဗီဒီယိုကိုအားလုံးကြည့်ကြရပါတယ်အဲ့ဒီမိန်းကလေးကငါစီချန်ကိုအစကတည်းကချစ်ခဲ့တာစီချန်ရီးစားရသွားပြီဆိုတာတိတော့မခံစားနိုင်လို့ဒါတွေလုပ်ခဲ့တာပါလို့ပြောပြီးအိတ်ဆေးတွေအများကြီးတောက်ပြကတေချောင်းကြံစီခဲ့ပါတယ်ဒီဗီဒီယိုကြောင့်အွန်လိုင်းပေါ်မှာရောင်ကိုပဲအပြစ်တင်ထိုးနှက်မှုတွေထပ်မံဖြစ်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့နောက်ဆက်မှာစီချန်ရဲစခန်းစီတွားရောက်ရမှာတော့အဲ့ဒီမိန်းကလေးမသေးပဲအသက်ရှင်နေသေးကြောင်းနဲ့စိတ်ကျန်းမာရေးမကောင်းသူဖြစ်ကြောင်းသိရှိလိုက်ရပါတယ်ဒါကြောင့်အွန်လိုင်းပေါ်ကလူတွေကရောင်ရဲဘက်ကိုပြန်လည်စာနာထောက်ခံလာကြပါတော့တယ်အဲ့ဒီနောက်စတက်ကအသင်းဟာဖိုင်နယ်ပွဲစဉ်ပြိုင်နှက်ဖို့ရှန်ဟိုင်းမြို့စီထွက်ခွာလာခဲ့ကြပါတယ်ဟိုတယ်ရောက်တော့ပရိသတ်တွေအများကြီးကြိုဆိုနေကြတာကိုမြင်ပြီးရောင်ကငါစီချန်နဲ့အပြင်မှာပထမဆုံးတွေ့တော့ကလည်းဒီလိုပရိသတ်တွေအများကြီးပဲလို့အတိတ်ကိုသတိရသွားခဲ့ပါတယ်နေ့လယ်စာစားနေတော့ဂျင်ယန်စီကဖုံးဝင်လာပြီးရောင်ရဲ့မွေးနေ့ဖြစ်ကြောင်းသတိပေးကမွေးနေ့လက်ဆောင်ဘာယူမလဲလို့မေးရရောင်ကစီချန်ကိုလုံးဝမပြောပါနဲ့သူသိရင်ဈေးကြီးတာတွေဝယ်ပေးလိမ့်မယ်သူ့မွေးနေ့ကြရင်ငါကအဲ့ဒီလိုဈေးကြီးတာမျိုးပြန်မပေးနိုင်ပဲဖြစ်နေမယ်လို့တားမြစ်လိုက်ပါတယ်အစားအသောက်စားပြီးတော့ရှောင်းပန်ကအများကြီးစားလိုက်မိတာကြောင့်ဘိုက်တွေအရန်နာလာပြီးဆေးရုံရောက်သွားခဲ့ရပါတယ်ဆေးရုံမှာဆရာဝန်ကအစားအလွန်အကျွံစားလို့ဖြစ်တာပါဘာမှမစိုးရိမ်ရပါဘူးလို့ပြောလိုက်ပါတယ်ရှောင်းပန်ကစီချန်ကိုမုံသွားဝယ်ခိုင်းရစီချန်ကပတ်စံအိတ်မပါတာကြောင့်ရောင်ရဲ့ပတ်စံအိတ်ကိုယူသွားခဲ့ပါတယ်အဲ့ဒီမှာရောင်ရဲ့မှတ်ပုံတင်ကိုမြင်သွားပြီးဒီနေ့ဟာရောင်ရဲ့မွေးနေ့ဆိုတာကိုစီချန်သိရှိသွားခဲ့ပါတယ်ညဘက်မှာရောင်တယောက်တည်းပြင်းစွာနဲ့မွေးနေ့ဆူတောင်းနေတော့အတင်းသားတွေအကုန်လုံးကိတ်မုံကြီးနဲ့ဝင်လာပြီး surprise လုပ်ပေးခဲ့ကြပါတယ်ရောင်လဲဝမ်းတာအားရစီချန်ကိုနမ်းလိုက်ပြီးဆူတောင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာစီချန်ကရောင်ရဲ့လေပင်မှာဆွဲကြိုးလှလှလေးဆွဲပေးလိုက်ပြီးဒီနှစ်တော့ဒီဆွဲကြိုးလေးနဲ့ပဲကျင်းနေထားပါနောက်နှစ်ကျရင်မင်္ဂလာဆောင်ဝတ်စုံနဲ့စိန်လက်ဆုပ်ပေးပါမယ်လို့ဂတိတေချာပေးလိုက်ပါတော့တယ်နောက်တစ်နေ့ final ပွဲစဉ်မှာတော့စက်တက်ကအသင်းဟာအစွမ်းကုန်အကျိတ်နဲ့ရှင်ပြိုင်ခဲ့ကြပြီးနောက်ဆုံးမှာတော့အမျိုးသားချန်ပီယံဆုကြီးကိုစုခူးရရှိသွားခဲ့ကြပါတော့တယ်အသင်းသားတွေအကုန်ပျော်ရွှင်စွာဖတ်တိုင်းထားကြပြီးစီချန်ကတော့အောင်ပွဲခံအဖြစ်ရောင်ကိုအချစ်ပိုစွာနမ်းရှိုက်လိုက်ပါတော့တယ်အဲ့ဒီနောက်အားလုံးချန်ပီယံဖလားကြီးကိုကန်ရောက်ပြီးပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြပါတယ်လအနှဲငယ်ကြာပြီးနောက်မှာတော့ဂျင်ယန်နဲ့အိုင်ဂျီတို့ရဲ့မင်္ဂလာပွဲစင်ကိုတွေ့ရပါတယ်မင်္ဂလာပွဲမှာသူတို့သမီးဂျင်ယန်ကပန်းစည်းပစ်ပေးလိုက်ရရောင်ရဲ့လက်ထဲသို့ကွက်တိရောက်ရှိသွားခဲ့ပါတယ်ဒါကိုမြင်တော့ရောင်လဲပျော်ရွှင်သွားခဲ့ပြီးနောက်ထပ်သူတို့သမီးလောင်းလေးဖြစ်လာတော့မယ်ဆိုတာကိုညွှန်ပြနေခဲ့တာပါစီချန်ကရောင်ရဲ့အနားရောက်ရှိလာပြီးအချစ်ကြီးစွာစိုက်ကြည့်နေရင်းနဲ့ပဲဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီနောက်ထပ်ဒီလိုဇလန်းကောင်းတွေကိုနေ့စဉ်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်